အဲ့တော့မနေ့ကတော့ဒီလိုအာဒီတထတံပရံအကြောင်းပြောခဲ့တာလေအာဒီတထတံပရံဆိုတာတဲ့ဟုတ်လားတောင်းတခြင်းအနာဟောတဲ့ပုဒ်တွေနဲ့ရှင်းရမှာတဲ့ဟုတ်လားဒီလိုအဲ့တော့ဘယ်ပုဒ်တွေလို့ဆိုကြတော့အာယုဗဒ္ဒံပုတ္တလအနာမယံဒုက္ခအတ္တဟိတံသောကံသုတိဟောဘုန်းရောက်ပြီအဲ့ဒီပုဒ်တွေနဲ့ရှင်းနေရင်တဲ့ဟုတ်လားအာဒီတထတံပရံနဲ့ဟုတ်လားဒါမျိုးတစ်ချက်တို့မှမှာဒီလိုမနေ့ကပြောတာအခုညံသွားလို့ဟုတ်လားအာဒီတထတံပရံဆိုတာတတိယပါရမယ်တဲ့ဟုတ်လားဒါလည်းမှတ်ထားပေါ့ကရိယာပါရမယ်ဗျာနော်ကရိယာမပါရင်ဟုတ်လားအာဒီတထတံပရံလို့ပြောမရဘူးဒီလိုကရိယာတော့ပါရမယ်လို့မှတ်ထားဘာလို့လဲကြတော့တံပရံဆိုတာကာရကတစ်မျိုးလေကာရကသိနေဝင်နေတာပဲကာရကဆိုရင်ကရိယာကိုပြီးစီရမှာကရိယာကိုပြီးစီဖို့အတွက်ဆိုရင်ကရိယာနဲ့ပတ်သက်နေရမှာကရိယာပန်းနေရမှာဆိုလို့ဒါကြောင့်လည်းပြောလို့အာဒီတထတံပရံအခန်းမှာကရိယာပါရမယ်လို့မှတ်ထားမှာနော်ဟုတ်လားဘာကရိယာတွေလို့ဆိုကြတော့ဒီလိုလို့သူ့တောင်းတာနဲ့လေရော်တဲ့ကရိယာတွေဟုတ်လားဟောတုဖြစ်ပါလေတည်းဟုတ်လားဘဝတုဖြစ်ပါလေတည်းနဲ့စတဲ့ဒီလိုကရိယာတွေလေပါရမှာကြာနော်အဲ့တော့ကရိယာပါရမယ်လို့မှတ်ထားအဲ့တော့အာဒီတထတံပရံဆိုတာကရိယာပါရမယ်လို့မှတ်ထားကရိယာမပါရင်ဟုတ်လားအာဒီတထတံပရံလို့ပြောမရဘူးဒီလိုလေးမှတ်ထားတယ်ဒါကြောင့်မနေ့ကတော့ပြီးတော့မှာဝါရဖြစ်တဲ့ပုံစံလေးကသွားတဲ့အယတမမောက္ကလနတ္တအယတမမောက္ကလနတ္တအရှင်မောက္ကလအာသွားတဲ့ကောင်းလို့လာခြင်းပါဒီဆိုတော့နောက်ကကရိယာမပါဘူးအချက်ကရိယာမပါတဲ့အတွက်ပြုတ်ကိုဟုတ်လားအဲ့ဒီအာဒီတထတံပရံလို့ပြောလို့မဖြစ်ဘူးလို့အဲ့လိုပြင်းမှတ်လိုက်ပါဗျာဟုတ်လားကရိယာပါမယ်နော်အဲ့ဒီဝါကြလေးကကရိယာမပါဘူးသွားတဲ့အယတမမောက္ကလနတ္တဆိုတော့လေအချက်ကရိယာမပါဘူးအချက်ကရိယာဆိုရင်မြန်မာပြင်းစမီပေါ့ဗျာဟုတ်လားအချက်ကရိယာထဲမှာသူ့တောင်းတဲ့ပတ်သက်တာကပြင်းစမီကိုသူကအနတ္တရားတိတ်ပြီးလုံးတာသာတွေပြင်းစမီဆိုတော့လေအာတိတ်ပြီးတောင်းတခြင်းအနက်မှာပြင်းစမီတက်ရဆိုတော့လေကိုယ်လည်းပဲအာရိယတံပရံဆိုတောင်းတတဲ့တံပရံပဲဒါကြောင့်ဒီလိုကရိယာပါရမယ်ကရိယာဆိုတဲ့နေရာမှာဟုတ်လားပြင်းစမီအချက်ကရိယာပါရမယ်လို့ရင်းမှတ်ထားပေါ့အဲ့လိုဆိုမှအာရိယတံပရံဖြစ်တယ်ဒါကြောင့်ဒီလိုအဲ့ဒီနေ့ပုံစံနေလေအတ္တမတို့ဒီကကြီးဟောတုပါရတယ်ဟုတ်လားဒါနဲ့ဘဝတော့ဟောတုပါရတယ်နောက်ဆုံးပုဒ္ဒနာဘဝတော့ဟောတုတွေပါနေတာဘဝတုတွေပါနေတာပဲပြောလို့အဲကြောင့်အာရိယတံပရံဆိုတာတဲ့နော်ပြောလို့တောင်းတခြင်းနဲ့ကိုဟောတဲ့တံပရံဆိုတော့ကြတော့နောက်ကလေတောင်းတခြင်းကရိယာပါနေရမှာပြန်နော်ပြင်းစမီဘက်နဲ့သုံးပြီးတော့လေဟောတုတို့ဘဝတုတို့အထုတို့လေအထုဖြစ်စေတည်းရံကုန်လေးတွေပေါ့အဲ့တော့ကရိယာတွေပါနေရမယ်လို့မှတ်ထားဒါမှအဲ့ဒီကရိယာနဲ့စက်ပြီးတော့ကရိယာကိုပြီးစီပြီးတော့သူကတမနာကာရကမြန်မာလို့မှတ်ထားအဲ့တော့တမနာမှန်ရင်ကာရကမှန်ရင်ကရိယာကိုပြီးစီရမယ်ကရိယာနဲ့ပတ်သက်ရမယ်ကရိယာနဲ့ဆက်ရမယ်ပေါ့ဟုတ်လားအဲ့လိုဆက်တယ်ကိုကရိယာနဲ့ပါရမှာပေါ့လို့အဲကြောင့်လို့မနေ့ကတော့အာရိယတံပရံဆိုတာအာယုပဒံကုတ္တရအနာမယံထားတဲ့ကိုယ်ဘုံနဲ့ရှင်းနေုံနဲ့မပြီးဘူးဟုတ်လားနောက်ကတောင်းတခြင်းအနက်ကိုဟောတယ်လေအဲ့ဒါပြင်းစမီအထက်ကရိယာပါရမယ်လို့မှတ်ထားရနော်နောက်ကဘာမှမဟုတ်ဆိုရင်ပြင်းစမီအထက်ကရိယာရဲ့ပြောလို့မနေ့ကတော့ပြောတာလည်းလုံးတော့လို့ပြင်းစမီအထက်ကရိယာပါမှဟုတ်လားအာရိယတံပရံပြောရတယ်ဟုတ်လားအဲကြောင့်လို့သာဝတ္တအယတမမောက္ကလနတ္တကပြင်းစမီအထက်ကရိယာပါတဲ့အတွက်အာရိယတံပရံပြောမရဘူးအထက်မယ်ဆိုတော့ထည့်ရတာပေါ့ပဋ္ဌာန်းပြတဲ့နဲ့သာဝတ္တကောင်းလို့လာခြင်းသည်ဆိုပြီးတော့ဟောတုဖြစ်ပါသေးတယ်အဲ့လိုလေအဲ့နေရာမှာအဲ့လိုပြင်းစမီနဲ့မဆိုးလို့ဘူးအဲကြောင့်အဲ့ဒီပါဠိလေးရတယ်ပြောလို့အာရိယတထတမန်နဲ့မထည့်လို့မရဘူးလို့မှတ်ထားပါဗျာဟုတ်လားနောက်လာရင်နမောယောဂနဲ့ဆန်လိမ့်မယ်သူကအဲ့တော့အာဒီတထတမန်ဆိုတာတောင်းတခြင်းအနက်ကိုဟောတဲ့အာယုပဒံကားတဲ့ပုဒ်တွေနဲ့ရှင်းနေရမယ်ဟုတ်လားအဲ့ဒါကတောင်းတခြင်းအနက်နဲ့ပတ်သက်နေတဲ့ဟောနေတဲ့ပြင်းစမီအထက်ကရိယာလည်းပါနေရမယ်လို့မှတ်ထားတယ်နော်အဲ့ဒါဆိုရင်အာဒီတထတမန်ဖြစ်တယ်တဲ့သူကမှတောင်းတခြင်းအနက်ဟောအာယုပဒံစသောပုံညာနဲ့ရှင်းနေခြင်းတောင်းတခြင်းအနက်ဟောပြင်းစမီအထက်ကရိယာရှင်းနေခြင်းအဲ့ဒီချက်ပြည့်စုံမှာလေအဲ့ဒီချက်ပြည့်စုံမှအာဒီတထတံပရံလို့ခေါ်တယ်တဲ့နော်ဒီလိုမှတ်ပေါ့အဲ့တော့ရှင်းရလို့ရကိုယ်ဘုတ်ဖြစ်တယ်အဲ့ဒီကိုယ်ဘုတ်နဲ့ရှင်းတဲ့အပြင်နောက်ကအထက်ကရိယာပြင်းစမီအထက်ကရိယာပါရမယ်လားဟောတုဖြစ်စေတည်းဟောအထုဖြစ်စေတည်းဝတုဖြစ်စေတည်းစတဲ့ဒီပါဠိတွေပေါ့ညာအဲ့လိုလက်ချက်နဲ့ပါနေမှရှင်းနေမှအဲ့ဒီပုဂ္ဂိုလ်ဟောလားရှင်းရသရုပ်တတ်တဲ့ပုဂ္ဂိုလ်ဟောလားတံပရဏကာရကလည်းပြောရတယ်ဟဲ့လားအာဒီတထတံပရံလည်းပြောရတယ်ဒီလိုမှတ်ပေါ့ဆိုရင်မှအာယုပဒံသကုတလံအနာမယံဒုက္ခတံဣဒံရဘောဝဒံဒုက္ခိအာဒီတထံလောတေဒါမင်းကတော့ညံပြောတာဟုတ်လားလို့ဆိုတော့အဲ့ဒါလည်းဒီမှာဒီကတက်တက်နဲ့ထေတုစာဟောဒီမှာအထရဲ့စရဲ့ဒီလိုမှပါတယ်ဟုတ်လားအထရဲ့စရဲ့ဒီလိုမှပါတယ်အဲ့တော့ဒီလို
ဘာလို့မှတော့ဆိုကြရောလေအထက်ကရာပူလေးနဲ့တဲ့မနေ့ကအထက်ကရာပူလေးကျွန်တော်ပြောပြီးပါပြီအထက်ကရာကသူ့မပါလဲသူကပြည့်စုံတဲ့အဓိပ္ပာယ်ကရနိုင်တယ်အဲ့ဒါသူ့မပါလဲရနိုင်တယ်နဲ့သူကပါနေရဆိုတော့သူ့ကိုကိုယ်လည်းပြောလို့ရတယ်လေမနေ့ကပြောလို့ကိစ္စတစ်ခုမှဒီလူမပါလဲဖြစ်တဲ့တဲ့ဒီလိုကဝင်ပါနေတယ်ဆိုရင်သူအဆုတ်ပဲဟုတ်လားအပိုပဲဟုတ်လားဒီလိုပြောရတာပေါ့အခုလည်းပဲအထက်ကရာပူလေးမထည့်လေဖြစ်တာပဲကရဏီတတိယဟုတ်လားဝိဇိတနိစ္စဘာအထမှမပါဘူးအနဲ့ပြည့်ကြတော့ဝိဇိနာအနဲ့နိုင်လဲပြည့်ရတာပဲအနဲ့ဖြစ်ခုလည်းပြောလားပြီးရတက်တဲ့မြေသူစားဟုတ်လားအထမပါရရတာပဲလို့တော့ဟုတ်လားအထသားနေတဲ့အတွက်သူ့ကိုအပိုကြံပြီးတော့လေအထကရာပူလေးကိုရဲဟုတ်လားပူတော့ကြတော့ဘာလို့မှလို့ဆိုကိစ္စဥပ္ပိယတပြောလို့ပြန်တဲ့နမလာနေပေါ့ဗျာဟုတ်လားမနေ့ကတော့တပြောလို့ဥမာဣန္ဒြိကပ္ပတိနေဘောဓိတပြာတည်ရက်ထားသူဖာတုပဟိနာဟုတ်လားဒီဟာတွေပေါ့အဲ့ဒီပုဂ္ဂိုလ်နဲ့ရှင်းနေရင်ဟုတ်လားကိစ္စဥပ္ပိယဒီအထကရာပူလေးတောင်းဝင်ပေးလိုက်တာလေတောင်းဓမ္မရမဲရောလားအဲ့ဒါနဲ့ရှင်းနေဓမ္မရမဲဆိုပြီးတော့အထက်ကရာပူလေးနဲ့လှုပ်ခိုင်းတာကိစ္စဥပ္ပိယရူပတိရိယအဲ့အထက်ကရာပူဘာမှသဘောမထည့်မပြောဟုတ်လားသူ့ဘာလို့လဲပြောမသွားဘူးကိုယ်လည်းပြောမသွားဘူးလူလည်းပြောမသွားဘူးဟုတ်လားဒီရူပတိရိယဒီအထက်ကရာပူနဲ့ပတ်သက်ပြီးဘာမှပြောမသွားဘူးကိစ္စဥပ္ပိလှုပ်တဲ့ဟုတ်လားအထက်ကရာပူနဲ့လှုပ်တဲ့မြတ်အလုပ်တွေကိုသူကရူပတိရိယစနေတယ်လှုပ်တယ်ဟုတ်လားဒီလိုမှတ်ထားဒါကြောင့်မင်းကပြောခဲ့တယ်ဘယ်လိုလို့စရောဟုတ်လားအထရောနှမျိုးလုံးဟိုနှစ်ဖြစ်နေတယ်လို့ပြောခဲ့တယ်အဲ့ဒါကိစ္စဥပ္ပိလို့ဆိုရင်အထက်ကရာပူနဲ့အဲ့ဒါရူပတိလို့ဆိုရင်သတ္တရာပြင်းနေလေဒီလိုလို့မင်းကပြောခဲ့တယ်တမန်မင်းရတဲ့အချက်တွေလေအဲ့ဒါကိစ္စဥပ္ပိရဲ့အထက်ကရာပူနဲ့လှုပ်တယ်ဟုတ်လားရူပတိရဲ့အထက်ကရာပူနဲ့မလှုပ်ဘဲနဲ့သတ္တရာနဲ့လှုပ်တယ်ဒါမတူဘူးနော်ဒီနှမျိုးလေးမှတ်ထားဘူးအဲ့ဒါအဲ့ဒီပုဒ်တွေနဲ့ရှင်းတိုင်းတမန်မဲ့ပြီဆိုရင်ဟုတ်လားသတ္တရာပြင်းရူပတိအလိုလေအထက်ကရာပူပြင်းကိစ္စလိုလေဟုတ်လားအဲ့လိုအများကြီးတမန်မဲ့ရမှာပဲအဲကြောင့်ဒီလိုတော့မထကုဏရေးရလေအင်္ဂလိပ်အကရိတခါတက်တာဟောအင်္ဂလိပ်အကရိတခါတက်တာတခါတက်တာမြတ်စွာဘုရားအင်္ဂလိပ်လက်အုပ်ကိုအကရိပြုခဲ့ပြီတဲ့ဟုတ်လားအင်္ဂလိပ်လက်အုပ်ကိုအကရိပြုခဲ့ပြီတဲ့အဲ့ဒီမှာတခါတက်တာလေးကအင်္ဂလိပ်နဲ့ရှင်းနေလို့ဟုတ်လားဘာနဲ့ပြည့်မလို့သမဏပညာတို့ကိုပြောပြပါလို့မေးရင်သမဏမဲ့တဲ့တို့ကိုသမဏပညာတို့လေဒါနဲ့ပြည့်မှာလို့ဆိုတော့ပြည့်စည်အလိုဟုတ်လားအထကရာဘူဖြင့်ဟောဒုပါတိအလိုသတ္တရာဖြင့်ဓမ္မရအမိမဲပြီးကြမှာဓမ္မရတို့ဒီတို့ပြင်ဓမ္မရနဲ့တို့တွေကိုသာဝိဘတ်တက်ဟုတ်လားသာရမိုးဒီနဲ့တန်လားလို့ယူမယ်ဟုတ်လားအင်္ဂလိပ်အကရိမထကုန်လေးရတထာဂတတဒီတရားလေးကရဏယုံမင်းလေထာဂတတအဲ့နောက်ကအင်္ဂလိပ်နဲ့ရှင်းနေလို့လေကျွန်တော်သိလာတာဗာသတ္တရာကဥပမာအင်္ဂလိပ်ဆိုတော့ဥပါတာဟုတ်ပါလားကပ္ပတိနဲ့ဘောဓိတပြာတည်ရထားစုဟာတုပဟိနာရှင်နေရ၌ဟုတ်လားမဲ့ပါတံပရံရူပကျန်ဤသတ္တရာကဟိုသတ္တရာနဲ့ဟုတ်လားရူပကြီးမှဲ့ရမယ်လို့ဆိုတယ်တဲ့ဟုတ်လားတပံပြည့်လို့အထပူဖြင့်ဆိုတော့ကိစ္စကတော့အထကရာပူနဲ့လုပ်တယ်ရဲ့ပြန်နော်ရူပကြီးအလိုဖြင့်အထကရာပူလေးအကြောင်းဘာမှမပြောဘူးဘာမှသူကအလုံးမကြဘူးဒီလိုမှတ်ပေါ့ကိစ္စယုတ်ကတော့အဲ့ဒီအထကရာပူနဲ့လုပ်တယ်ဟုတ်လားအင်္ဂလိပ်စားတဲ့ပုံနဲ့ရှင်းတဲ့နေရာမှာလေနမရမဲ့တဲ့ခါကျတော့သူကမှထာလတ်ကမြတ်စွာဘုရားအင်္ဂလိပ်လက်အုပ်ကိုဂရိပြုခဲ့ပြီထာဂတတ၌အင်္ဂလိပ်နှင့်ရှင်သောကြောင့်သီလာကတုတ်၌သတ္တရာဖြင့်တဏိကအထတရာဘူဖြင့်သမ္မရအမိမဲသမ္မရနိသရုပ်တိတုတ်ဖြင့်သမ္မရအနက်၌ဒုတိယကိုသာဝိဘတ်တကာရမောတေတုဖြင့်သာလားသာရတပြီးအဲ့လိုပြန်တော့မယ်ဆိုရင်ဟုတ်လားသာရတကိုသာရတလေးนี่အာဟုရနေပြီးတော့ကြောင်းဟုတ်လားအာဟုရနေပြီးတော့ကြောင်းဟုတ်လားတမန်တော်ဘုလိုရှိကြတာသီလကတုံ၌အထတရာဘူဖြင့်ဟောဒီစီလို့လေတဏိကသတ္တရာဖြင့်ဟုတ်လားတမန်တော်အမိမဲတဲ့နော်ဒီကျမှတမန်တော်တို့နဲ့တမန်တော်အနက်နဲ့တို့ဒီကိုတာဝုဖတ်တဲ့ဟုတ်လားကာရမောတိနဲ့သာလားဟုတ်လားသာရတပြီးဒီမှာသာရတကိုသာရတလိန်ဒီအဝိနမေသောကြောင့်သမရဏကိုလိုရှိရတာသီလကားလို့၌အထကရာဘုဖြင့်တဏိယာသန္တရာဖြင့်သမရဏမူနဲ့သမရဏတို့ဘုလို့ဖြင့်သမရဏ၌သူတို့ဒီဘောသာရှိတဲ့သာလမောဒီတို့ဖြင့်သာဒါလည်းတတ်ပြီးဒီပုံစံလေးတူတော့မှတ်ထားပါဗျာဟုတ်လားတိုင်းပါတဲ့ပုံစံလေးနှမျိုးလုပ်ရတယ်အဲ့တော့ဒီလိုဒီမှာအထကရာဘုံလေးကလည်းပြီးသွားပြီဒီလို
ဒီလိုလေးအလိုအထက်ကကိုလည်းအသုံးကျသွားတယ်ပြည်ပြီးအလိုဆိုရင်သတ္တရာလည်းဘာမှမလုပ်ရသေးဘူးနော်ဟုတ်လားအထက်ကကိုလည်းအသုံးချသွားတယ်ရူပတိယဒီပုံစံမျိုးကိုသတ္တရာနဲ့လုပ်သွားတယ်ရူပတိလို့ဆိုရင်သတ္တရာလေးကပြီးသွားပြီဟုတ်လားတောင်းကြီးသွားပြီသူကရူပတိလို့ဆိုရင်လေသတ္တရာလေးကဒီအင်္ဂလိပ်ဥပမာသားတဲ့ပုဒ်နဲ့ရှင်းနေရင်းနဲ့ဟုတ်လားတမန်မဲ့ရမဲတဲ့စလေးနဲ့လေအဲ့တော့ရူပတိလို့ဆိုရင်သတ္တရာလည်းပြီးသွားပြီသူ့အလုပ်ပြီးသွားပြီဘာသာလုံးလို့ပြောဒီစာလေးကရူပတိလို့ဆိုရင်သမုတ်ကြီးလို့ပြောရတယ်ဟုတ်လားသမုတ်ကြီးအောက်တာသမုတ်ကြီးသူ့ထဲမှာဓာတ်ရိုက်ပါတဲ့ခါတွေကိုဓာတ်ရိုက်မဆိုတဲ့ခါတွေကိုဟုတ်လားစီးကြတဲ့သမုတ်ကြီးအောက်တာသမုတ်ကြီးတဲ့ဒီမလေးလို့ဆိုရင်နော်စာလေးကအဲ့လိုသူ့ထဲမပါတဲ့ခါတွေကိုစီးရဲ့အတွက်ဒီဥမာအင်္ဂလိပ်သားတဲ့ပုဒ်တွေနဲ့ရှင်းတဲ့အခါတမန်မဲ့တာဟိုစာလေးရလေဟုတ်လားသူ့ထဲမှာမပါဘူးလေအဲ့ဒါတွေကသိလာတာထားတဲ့ခါတွေပါတာတို့ထဲကအခုတော့သူ့ထဲမှာပါတဲ့ခါတွေကိုဓာတ်ရိုက်မပါတဲ့ခါတွေကိုတမန်မဲ့တော့ရူပတိကစနဲ့မဲ့တယ်ဆိုတော့ဒီစာလေးကအောက်တာသမုတ်ကြီးလို့ပြောရတာမဟုတ်ဟုတ်လားသူ့ထဲမပါတဲ့ခါတွေမဆိုအပ်တဲ့ခါတွေကိုစီးကြတဲ့သမုတ်ကြီးလို့ပြောရတာမဟုတ်ဘူးလို့ဒါမျိုးပြည်ပြည်ကအဲ့ဒီစနဲ့မလုပ်ဘဲနဲ့အထက်တရာဘုံနဲ့လုပ်တယ်ဒီလိုမှတ်ပေါ့အဲ့တော့ပြည်ပြည်လို့ဆိုရင်စာလေးကဘာမှမလုပ်ရသေးဘူးသူကဒါကြောင့်ပြည်ပြည်လို့ကြတော့ပြည်ပြည်ကအခုနာပုဒ်ဒီနဲ့ရှင်းတဲ့နေရာတမန်မဲ့တော့အထက်တရာဘုံနဲ့မှဲ့ပြီးတော့စာလေးကိုသူကတမျိုးပြောတယ်စာလေးညာတယ်ဟုတ်လားအောက်တဲ့သမုတ်ကြီးမဟုတ်ဘူးတဲ့ဟုတ်လားဒီလိုလို့ရှိတုတ်ကဟုတ်လားရတ္တရမဟုတ်တုတ်ကဝါကိုတဲ့ဟုတ်လားမြင်နာတဲ့နော်ဒီလိုလို့မြင်နေဆိုတော့အနုကရဏအနက်ပေါ့ဒီလိုဟုတ်လားဟိုသမုဒ္ဒယတံမိဋ္ဌနဲ့သမုဒ္ဒယတပြအဝရဝါသာတိလိဋ္ဌဟောအနုကရဏတံမိဋ္ဌနဲ့သမုဒ္ဒယတပြအဝရဝါသာတိလိဋ္ဌပြည်စည်းပြမှာပါတဲ့စလေးတွေကိုလိုက်ပြီးတော့တရုပ်လက်ကြည့်ကြည့်တဲ့ခါကျတော့လေဟုတ်လားစငါးမျိုးတွေ့တယ်တဲ့ဗျာနော်သမုဒ္ဒိစတို့နံဝရဏစတို့အနုကရဏစတို့ဝါသတိထစတို့လေဟုတ်လားအဲ့လိုငါးမျိုးဖြစ်တဲ့ကဒီစဘာသာလုံးမျိုးရူပတိကပြောပြီးတာအောက်ကသမုဒ္ဒိစသမုဒ္ဒိရဲ့ဒီလိုပြန်မဟုတ်ဘူးလေဟုတ်လားဒီလိုလို့သက္ကဟနံဟုတ်လားဝိကပနထဝါဒနာနုပဒနထံနဲ့ဒီလိုဒီမှာလိုက်ပါလေယခုဒီမှာပေါ့ဒီလိုဝိကပနထဝါဒနာနုပဒနထံတဲ့ဟုတ်လားဝိကအနက်ကြီးတဲ့ယတ္တရာတုကမောတုကဝါကိုတဲ့ဟုတ်လားလှမ်းမြင်တာတဲ့လှမ်းခေါ်တာတဲ့ဒီလိုလို့ဒါကြောင့်ပြည်စည်းရေးအလုပ်ဆိုဒီစာလေးရဲ့အလုပ်ကဝါလေးကိုလှမ်းခေါ်တဲ့အလုပ်ပဲလုပ်တယ်ငါကဘာမှမလုပ်ဘူးလို့သူ့အလုပ်ကဝါလေးလှမ်းမြင်နေဒီရောက်လာအောင်ဒီတို့ရောက်လာဝါလေးလှမ်းခေါ်တယ်ဟုတ်လားသူ့အလုပ်ကလေအဲတော့ပြည်စည်းလို့ဆိုရင်ဒီသားလေးကအနုကရဏအနဲ့ဟုတ်လားဝါကိုမြင်ခြင်းအနဲ့ဒီလိုမှတ်ဖို့လူမကြီးလို့ဆိုရင်အောက်တဲ့သမုတ်ကြီးအနဲ့သူ့ထဲမှာဓာတ်ရိုက်ပါတဲ့ဟာတွေကိုစီးပြဆိုပြတမန်မဲ့ကြတဲ့စဒီလိုမှတ်တာပေါ့ဆိုရင်မှာသဗ္ဗရာတိပြည်စည်းအလိုရှင်းလို့မှာဝါဒရာကိုမြင်တော့အနုကရဏအနဲ့ရှိ၏လူမကြီးအလိုသူ့၌နထုအသောအနက်ကိုသိကြတော့အောက်တရမူကြီးအမျက်ရှိဒါမတူရဘူးပြန်နော်ပြည်စည်းရေးအလိုဆိုရင်ဒီသားလေးဟာသူ့ကတိုင်းနာမည်နဲ့မြက်ကြမလို့တော့ဘူးသူ့အလုပ်ကဝါလေးကိုနှမ်းခေါ်ယူမယ်ဟုတ်လားဒီလိုမှတ်ထားဝါလေးကိုနှမ်းခေါ်ယူမယ်တဲ့ပြီးတော့ဝါလေးနှမ်းခေါ်ပြီးတော့တကယ်လုပ်တဲ့ခါကျတော့အဲ့ဒီဝါနဲ့ပဲလောက်ရမှာပြီးတော့ဝါလေးကလောက်သွားမှာဒါကြောင့်ပြည်လာသာတုံနိုင်ဝါသက်တာဖြင့်ဒီလိုပဲလုပ်နေရမှာပဲဒီလိုလေပြည်လာသာတုံနိုင်ဝါသက်တာဖြင့်ဟောအကျိုးကပြည်လာကမှဝမ်းပါပါဘူးနဲ့ဒီလိုထင်ရတယ်ဝါတော့မပါဘူးရှိတယ်ဟုတ်လားရောက်နေတာရှိတယ်စိတ်လေးကနေပြီးတော့လိုက်လာပြီးတော့ရောက်နေတာရှိတယ်ဝါကခေါ်လို့ဟုတ်လားဒီလိုလို့အဲကြောင့်ဒီဝါလေးကဒီတော့လာပြီးတော့အလုပ်လုပ်နေတယ်လားဒီလိုဘုရားပြောခဲ့တယ်လေရတဲ့လူကမောဝါတုကဝါလေးကအဲ့တုန်းမှတော့အလုံးမလုပ်ဘူးနောက်တော့မှအလုံးလုပ်နေတယ်လို့ပြောခဲ့တယ်ခုဒီတော့မှလုပ်တာပဲဝါလေးကခေါ်လို့ပြည်စည်းလို့နော်ဝါလေးကမြင်လို့ခေါ်လို့ဒီတော့ရောက်လာပြီးတော့အဲ့ဒီဝါလေးကဒီတော့မှအလုံးလုပ်နေတယ်ဒါမှမဟုတ်မဲ့နေတယ်ဟုတ်လားဒီလာကန်းတို့နိုင်ဝါသက်တာဖြင့်ဘာလို့မဲ့မှာတော့ဆိုတော့ဒီလိုလို့သတိမြင်ကြဝါသက်တာမြဲကြတံပံချင်းပုံစံနဲ့ဟုတ်လားပြန်တဲ့ပုံစံနေလေဒီလိုလို့သူ့ထဲမှာလည်းတိုင်းမပါဘူးအထက်ကဘုံလည်းတိုင်းမပါဘူးဟုတ်လားတမန်မဲ့တဲ့နေရာတွေမှာတချို့ရှိအောင်မှဒီကမှအများကြီးရှိတာပြီးတော့ဆိုတာအကျေကြီးလေးလေဟုတ်လားအဲ့ဒီမှာတမန်မဲ့နေရာကြီးအများကြီးညံအောင်မှာအဲ့ဒီတမန်ဖြစ်တဲ့တဲ့နဲ့မဖြစ်သေးတဲ့ဟာလေးတွေပေါ့ဗျာဟုတ်လားမမဲ့ရတဲ့ဟာလေးညံကြမ်းနေရင်နှင်းကြံနေရင်ဒီဝါနဲ့မှဲ့ပါလေဟုတ်လားလိုက်လာတဲ့ဝါနဲ့မှဲ့ကြတမန်ပြင်းပုံစံဟုတ်လားဒီလိုကြီးမှာတော့ဒီပစ္စည်းတက်တာတမန်နာပယောဂိကမယာနောပဒိဋ္ဌာသေတံခန္ဓာထံဣဇဝိကပိယတိဝါတရောဆိုတာဒီမှာအဲ့တော့ဒီမှာတမန်ဖြစ်တဲ့တဲ့မဖြစ်သေးတဲ့ဟာတွေမမှတ်ရသေးတဲ့ဟာတွေများကြံတဲ့ပုံစံတွေကြမ်းနေရင်ဟုတ်လားမျိုးတမန်မဲ့ခြင်းဝါနဲ့မဲ့ဒါဒီလိုပြောတာတစ်ချက်နော်နောက်တစ်ခါခါရင်ခါလေးဟုတ်တဲ့ဒုတိယအနက်ဟုတ်လားဘိုးတို့ပြတဲ့ဒုတိယအနက်ဒီဟုတ်လားပတ်လုံးပြတဲ့ဒုတိယအနက်ဒီဒုတိယကများကြီးတာပဲဒုတိယပြန်တိုင်းတိုင်းပလုံနိုင်စွာသူလေးသူလိဖက်ဆိုတဲ့အနက်တွေပေါ့ဗျာ
အဲ့ဒုတိယအနက်ဒီနမရမဲ့ရင်မဲ့လို့ရတယ်တတိယအနက်ဒီတို့ရှင်းလို့တတိယရှင်းဒီကြောင့်မျိုးအာသိတဲ့ရှင်းဆိုတဲ့အနက်ဒီပေါ့ဗျာတတိယအနက်ဒီဟုတ်လားတမရမဲ့ပြန်ကျုံးလာရင်သူလည်းမဲ့တယ်ဝါဒရာနဲ့အဲ့ဒါတော့ပြည်သမီးအနက်ဒီဟုတ်လားမှကြောင်အောက်ထက်ဆိုမှတို့ကြောင်တို့ထက်တို့တိုင်အောင်တို့တောင်လည်းရှိတယ်ပြည်သမီးမှာရောလို့အဲ့ဒီအနက်ဒီမှာပြည်သမီးအနက်ဒီမှာတမရမဲ့ပြန်ကျုံးရင်ဝါနဲ့မဲ့ဟုတ်အဲ့ဒါကစက်ဒီအနက်ဒီသူကတော့ဣလို့ပြောတဲ့စက်ဒီနဲ့ပေါ့ဗျာဟုတ်လားအဲ့ဒီစက်ဒီအနက်ဒီမှာတမရမဲ့ပြန်ကျုံးရင်မဲ့တယ်ဗျာနော်တတ္တမီအနက်ဆိုတာနှံ့လို့ပြတတ္တမီအနက်ဒီဟုတ်လားတမရမဲ့ပြန်ကျုံးရင်မဲ့အဲ့တော့ပြည်သမီးလို့ဆိုရင်တမရကဘလို့အနက်ပြီးပေးနေမဲ့လို့ရတယ်ဝါဒရာနဲ့ဒုဒကင်္စနတ်တတ္တဟုတ်လားမဲ့ကြတမရကိမိတ်ပြန်တဲ့ပြည်သမီးအလုပ်လေတမရမဲ့လို့မရတဲ့ပုံစံကိုမရှိသလောက်ပဲမနေ့ကပြောခဲ့တယ်လေဒီလိုအဲကြောင့်အနက်ကြီးကိုလို့ပြီးဒီလိုပြီးနှံ့လို့ပြီးဣလို့ပြီးတမရမဲ့ပြန်ကျုံးမဲ့ရတာမဲ့ရင်ဘွာနဲ့မဲ့တာပြည်သမီးကအဲပြည်သမီးအတွက်တမရမဲ့ရမဲ့ဖို့အတွက်မဲ့ရေးမှာဘာမှအခက်အခဲမရှိဘူးဟုတ်လားဘလို့ပြီးနေမဲ့ခြင်းတမလို့မဲ့ရတယ်ဝါနဲ့မဲ့မှာသူကတမရမဲ့ရပြီးပြီမို့တမရတို့ကြီးအရင်နဲ့စောင့်နေတမရမဲ့ပြီးငါသိတက်မှာသူကဒီလိုလေအဲ့တော့ပြည်သမီးရဲ့အဲ့လိုဆိုထားရတယ်နော်ဒီလိုတမရမဲ့ရတယ်ဟုတ်လားဒုတိယနဲ့တတိယနဲ့ပြည်သမီးဆက်ပြီးတတ္တမီနဲ့ဒီမှာလည်းတမရမဲ့လို့ရတယ်ဝါဒရာနဲ့လို့ပြောထားတယ်ပြည်သမီးတို့လိုတမရမဲ့လို့မရတဲ့ပုံလေလို့မရှိသလောက်ဖြစ်သွားပြီလို့မှတ်တော့ဒီဝါလေးရလေဟိုတုတ်ကလည်းရတဲ့ဝါလေးဒီတုတ်မှလာပြီးတော့ဟိုခြေလဲနေလို့ပဲဟုတ်လားဒါပြီးတော့သူကဟိုစီမန်းနေလို့ပဲဒီတို့လာပြီးတော့ဒီသူကမရှိရပြန်နော်ဟုတ်လားကိုနေရာမို့ပဲနဲ့သူညနေရောက်ပြီကိုကဟိုထောင်လုပ်နေရတယ်သူလူတွေတွေ့မှာမဟုတ်ဘူးညနေရသွားပြီးတော့အလုပ်တွေလုပ်နေတာကိုလည်းဝါလေးရရက်တာတူမဟုတ်သူကဝါလေးရဒီတို့လာပြီးတော့အလုပ်တွေလုပ်နေတယ်တမန်မဲ့တာတွေအများကြီးနေဒီမှာသူဒီမှာဝါသက်တာဖြင့်ပြင်းပုံစံများ၌အင်္ဂရအနိမေဒုတိယအနက်တတိယအနက်သင်္သမီအနက်သတ္တိအနက်သတ္တမီအနက်များ၌အင်္ဂရအနိမေအင်္ဂရဏိသုတိတုတ်ခြင်းသုတိဥပဒ္ဒေဒီပြုတ်ဒီလို့သူကတို့အစ်ချက်ကကြိုက်နေတာဟုတ်လားတမန်မဖြစ်ဖြစ်အောင်မဲ့မယ်ဟုတ်လားမဲ့ပြီးသွားရင်လားတမန်မဲ့ပြီးသွားလို့ဆိုမှဥပဒ္ဒေတရားမခက်တော့ဘူးလေတမန်မဲ့ပြီးသွားပြီဆိုရင်ကိုဝိသကတက်လို့လွဲသွားပြီတမန်ကြီးတို့ပြတိုင်းရှိတာကိုဘာတမန်မဲ့တာတရတမန်မဲ့ဟုတ်လားဒီလိုတို့တရတမန်မဲ့ဒီလိုတို့သုတိဝတ္တနဲ့သူပဲတက်မှာဟုတ်သူကဒီလိုဒီပညာလေးရအဲ့လိုမဟုတ်ပြန်ဘူးဟုတ်လားဒီဘောရကတော့ဣဒ္ဓနာဝနာတို့ဆိုတာကျန်အသေးလေးကျန်သေးလေးဆိုတာဒီစည်းကျန်ရဲ့အရွယ်ဝါပါပဲသူကအရွယ်ဝါကဒီစည်းကျန်အောင်လည်းပဲသူကသူတစ်စင်းထောင်းပြီးတော့သူတို့လေးပဲပြောနေတာသူကဟောတပည့်တော်ဒီမှာကနာနဲ့တို့ဟုတ်လားညာနဲ့တို့ဣဒ္ဓနာလည်းကအနဲ့တို့ကရိုင်းအနဲ့တို့ပင်မီနဲ့တို့ဆက်တိနဲ့တတ္တမီနဲ့တို့ပေါင်းတော့9မျိုးဆိုမလို့9မျိုးရဲ့ပဲကိစ္စကြီးပြောတဲ့9မျိုးပဲဘာလို့ဆိုကြလဲဒီမှာဒီကတန်းနဲ့ဒီကရိုင်းကဒီတတိယပဲဟုတ်လားကတန်းနဲ့ကရိုင်းဆိုတာကတန်းနဲ့ကရိုင်းနဲ့ဆိုတတိယနဲ့တည်းပါတယ်သူကညာနဲ့ဣဒ္ဓနာနိုင်ငံကအနဲ့ဆိုတဲ့ဒီအနယ်လေးမျိုးကြတော့ဒုတိယလည်းပါတယ်သူကဒါကြောင့်ဒီလိုလက်ပြ9ပြားဆိုမဲ့လို့9မျိုးပဲကိစ္စကြီးပြောတဲ့အနဲ့9မျိုးပဲဒုတိယတတိယပင်မီစက်တိတတမီဟုတ်လားအဲ့ဒီအနဲ့9မျိုးပစ္စည်းဥဒိယဝါဒနဲ့ဘယ်တော့ပဲကျမ်းခံပြီးတမန်မဲ့နေရတယ်ဟုတ်လားဒီကျမ်းလေးရဲ့လိုကတော့တမန်မဲ့နေတယ်ဟုတ်လားဒုတိယနဲ့တိုင်ထားတတိယနဲ့တိုင်ထားပင်မီစက်တိတတမီသူ့တိုင်ထားထားပြီးတော့မှဝိသက်ကြီးကတို့ဒီပဲတက်ရမှာဆိုတော့လေဟုတ်လားအဲ့ဒီကျမ်းခံတတ်မှာသူပေါ့တို့ဒီဥသောယောဂဝိပါဒချင်းတမန်မဲ့လို့ဟုတ်လားသူလည်းသူကလည်းပြင်းအောင်ကြီးနေတာပဲဟုတ်လားဒီဟာတွေကိုတမန်မဲ့လို့ဒီနဲ့ဒီမှာတမန်မဲ့တော့ဟုတ်လားတို့ဒီတော့တက်ရှင်တယ်တမန်မဲ့ခြင်းဘူးသူကအဲ့တော့ဘာလို့လို့တိုင်းထားတယ်မဲ့နေဟုတ်လားတမန်မဲ့တော့ကြတော့တို့ဒီတဲ့ခါကျမှသူကဒါလေးကိုဖြုတ်ပလိုက်တာတို့ဒီဥသောယောဂဝိပါဒချင်းနဲ့နော်ဒီလိုပွဲသွားရတယ်နော်ဒီပြုတ်တိနဲ့ဒီပင်ကျန်နဲ့အမြဲတမ်းအဲ့လိုနှမျိုးပွဲနေတယ်မှတ်စုတွေကိုကြည့်ပြီးပေါ့မာဝါထဲမှာပြည့်နေတာလေအဲ့တော့ဒီလိုနှမျိုးလုပ်လို့ရတယ်အဲ့မှာကြည့်ပြီးပေါ့ဒီလိုမှတ်စုလေဒီလာကတော့ဝါဒရာလေးအရင်ကြည့်လိုက်ပေါ့ဝါဒရာချင်းအဲ့မှာတစ်ခုနည်းလေးလွှဲနေလို့မှားနေလို့အဲ့ဒီလာကတော့ဝါဒရာနဲ့ပုံစံကဘာတွေကြထားတော့အဲ့ဒီမှာဒုတိယအနက်မှာပုံစံကဘုဒ္ဓတတိလာကတိဟုတ်လားတွေ့လားဘုဒ္ဓတတိလာကတိဟုတ်လားဘုဒ္ဓတမြတ်စွာဘုရားတိလာကတိချီးကျူးဤအဲ့အားလို့ပြင်းရင်တပည့်တော်တို့ပုံရင်းကပြီးသွားပြီဟုတ်လားနောက်ကတိလာကနဲ့ရှင်လို့တိလာကတန်းနဲ့ရှင်နေတယ်ဘုဒ္ဓတမြတ်စွာဘုရားအားလို့ပြီးတယ်ဟုတ်လားသံဃာအနက်တယ်ဟုတ်လားသူကအဲ့ဒါပုံရင်းနဲ့ပြီးသွားပြီဘုဒ္ဓကကိုအားလို့ပြီးရင်
ဒီဝါဒနဲ့ထည့်ပြန်မလို့တော့ပုံရင်းလေးတော့မပြီးသွားပြီဒီပုံစံကအခုဘောက်ထပ်ပါနေအောင်ဆိုအခုကပို့လို့ပြီးရင်ပြီးလို့ရအောင်ဘုဒ္ဓတမြတ်စွာဘုရားကိုသိနာကလေးချီးကျူးဤအဲ့လိုပြီးနေပေါ့ဗျာဟုတ်လားပို့လို့ပြီးနေရင်ဟုတ်လားတပည့်တို့ပို့လို့ပြီးနေရင်ဟုတ်လားအနှစ်ကြီးကကိုဆိုတော့လေပြန်နေဖြစ်နေတယ်ကြာနော်အားဆိုသမဏနဲ့မဟုတ်တော့ဘူးဘုဒ္ဓကကိုလိုပြီးတော့ဗာနဲ့ဖြစ်တော့ဆိုရင်ပြန်နဲ့ဖြစ်နေတယ်အဲ့တော့ပြန်နဲ့ကိုဒုတိယနဲ့ကိုသမဏမှဲ့မယ်ဆိုတော့ဝါဒနဲ့မှဲ့တယ်ကြာနော်ဒီကြမှာသူ့ရင်းနဲ့သမဏဒုတိယရင်းနဲ့တက်တယ်အဲ့တော့အဲ့ဒီမှာလည်းပါတယ်တကယ်လို့ဘုဒ္ဓတာလေးကိုဟုတ်လားဝါဒရာနဲ့သမဏမှဲ့ရမယ်ဒီလိုရမှာနော်အဲ့ဒီမှာသက္ကရာဖြင့်သမဏမှဲ့လို့ဒုက္ခလို့သက္ကရာဖြင့်မဟုတ်ဘူးဟုတ်လားဝါဒရာဖြင့်လို့ပဲလုပ်လိုက်ဖို့ဗျာသက္ကရာသူကလည်းမှဲ့ဘူးသူကဝါလေးကိုမြင်သေးတာလည်းရှိတယ်သူမြင်လို့ရောက်လာတဲ့ဝါလေးနဲ့လည်းမှဲ့ရမယ်သမဏကိုလေဝါဒရာဖြင့်သမဏအမိမဲ့ဟုတ်လားဒီလိုမှတ်ဖို့ဘုဒ္ဓမြတ်စွာဘုရားကိုလို့ပြီးရင်နော်ဝိပဿကြီးကသူတို့ဒီဘက်ကြီးပြီလားအနက်ကပြန်နေပြီးနေတယ်ဟုတ်လားဒီလိုကြီးကြီးကြလို့မင်းအဲ့ဒါဝါနဲ့မဲ့ပြီးတော့သမဏမဲ့ပြီးတော့ဒုတိယနဲ့သမဏမဲ့ပြီးတော့သမဏဒုတိယတုံးနဲ့တက်မဲ့ဒီလိုမှတ်တာဆိုရင်ဘုဒ္ဓမြတ်စွာဘုရားကိုသိနာကလေးချီးကျူး၏ဘုဒ္ဓတ၌ဝါဒတာဖြင့်ဒုတိယနဲ့ဝေသမဏအမိမဲ့သမဏဒုတိယပုတ်ဖြင့်သမဏအနတ်၌ဒုတိယတာဝိသတ္တအဲ့လိုလုပ်ရုံပဲအဲ့ဒီပြကြလို့ဆိုရင်တော့သမဏမဲ့တော့နေကိုလိုပြီးတော့ကိုတိုင်းထားလိုက်လားကံနဲ့ပဲလက်ကျင်ရံကရုဏာဓမ္မတို့ဖြင့်ကံအမိမဲ့ဟုတ်လားကိုယ်ကံအမိမဲ့ရောဟုတ်လားဒီကံလေးရနော်ကံလို့ရမှာအဲ့ဒီကံအနတ်မှာဒုတိယအနတ်မှာသူတို့ပြုသောရဘောဥပါဒဖြင့်ဟုတ်လားသူတို့ဒီတာဝိသတ္တတို့တော့မှာပြန်နော်ဒီလိုလို့သူညမှာဘုရားကိုဘုရားလိမ့်ပြီးကိုမြင့်နေပြီးတော့ကြောင့်ဉာဏ်နဲ့ကိုလိုရှိရတာဉာဏ်ဘုရားဓမ္မတို့ဖြင့်ဉာဏ်အမိနဲ့အတိတ်ပြုသောသဘောဝိပါဒဖြင့်ဉာဏ်နဲ့၌ဒုတိယကိုတာဝိသတ္တဆင်းရဲပွဲနေပြီးတော့မှတ်တာအများအားအဲ့နောက်ပါဠိတော်မှာပြရတာတော့ဒီလိုအဘောတ္တဇာယသစ္စတိဟိနာယအောင်လို့တော့အဲ့ဟိနာယလေးကိုနဲ့ပြောပြီးပါပြီတခါဟိနာယကိုငှားလို့ပြီးတော့ငှားလို့ပြီးရင်အရဟတမလို့ပြောရတယ်သူ့လိုပြီးရင်ကြတော့ဂရိယကံမိတမလို့ပြောရတယ်သူကအနည်းငယ်မျိုးရှိတယ်အဲ့တော့အခုကသူ့လိုပြီးတဲ့ဟာလေးမှတ်လိုက်ပါတော့ဟိနာယရုံညံတော့လူအဖြစ်သူ့အဲ့တော့သူ့လိုပြီးတဲ့အတွက်အဲ့ဒီတော့ပြည့်စည်ကြအလို့ဆိုရင်တော့ဂရိယကံမိတမရမှဲ့မှာပဲမှဲ့ပြီးတော့ဒီလိုရင်းနဲ့တက်မှာပဲဟုတ်လားဒီလိုရင်းနဲ့တက်မှာအဲ့တော့ဒီတို့လိုပေးတဲ့အတွက်ဂရိယကံမိတံပံအမိမဲ့တို့ရင်းနဲ့မှတ်မှာနော်ဒီဓာတ်ပါတို့ရင်းဓာတ်ပါတာဟုတ်သူကဒုတိယနဲ့ဆိုရင်လို့ဂရိယကံမိတံပံကတို့ရင်းနဲ့ဓာတ်ပါတဲ့အတွက်တို့ရင်းနဲ့ပဲမှဲ့လိုက်ပေါ့ဗျာဟုတ်လားတို့ရင်းချင်းဟုတ်လားဒီနာရမှာဟုတ်လားဂရိယကံမိတံပံအမိမဲ့တို့လိုပေးတာလေပြီးကြမှာဒီတို့ရင်းနဲ့တက်လိုက်တမန်နဲ့ပြီးတိုင်းတက်လို့ရရဲ့တို့ရင်းနဲ့ဒီကျန်းလေးလို့ဆိုရင်အဲ့လိုမဟုတ်ဘူးတို့လိုပေးတဲ့အတွက်ကံနဲ့ပါပဲဟုတ်လားတောင်းတော့မှဲ့နေဟုတ်လားဒီလိုကြံမဲ့ရင်မဲ့ကံအမိမဲ့ဟုတ်လားပြီးကြမှာတို့ဒီဘုရားဘာကနဲ့တို့ဒီကိုတာဝိသတ်သက်ဒီနာရဖြစ်ရောအဲ့တော့ဒီဒီနာရလေးရတို့ဒီတာဝဲလို့မှတ်မှာဗျတို့ဒီတာဝိသတ်အဲ့တော့တပြည့်တော့မနေ့ကတော့ပြောပြီးသွားပြီအဲ့ဒီလိမ္မာဆိုရင်ဟုတ်လားအာရဆိုတဲ့အပြည့်လေးတွေက၅နေရာတွေ့မှာဟုတ်နာကနေစပြီးတမင်အထိတိုင်အောင်အာရတွေ့မှာအဲပုံလေးပုတ်မျိုးကြတော့အာရတွေ့နေတာဝိဘတ်တစ်မျိုးပဲရှိတယ်တဲ့ဘယ်လိုပဲတုံးဆိုရင်တတိယဤကိုတာဝိသတ်တဲ့ပုံလေးမှာအာရတွေ့နေတာဘယ်လိုပဲတုံးဆိုရင်သရုပ်တွေကိုတာဝိဘတ်တယ်ရဟုတ်လားအာရသရုပ်တွေကဝေဒနာတတုလေဟုတ်လားအဲ့တို့ကအာတော့အာဂရဏနောင်ဖြစ်ရမယ်တဲ့အဲ့တော့အာဂရဏနောင်ဖြစ်ရမယ်လို့ပြောလိုက်ချင်းအဲ့ဒီလေမထိုင်တော့ဘူးအဲ့ဒီလေမှာအာဂရဏဆိုတာမရှိဘူးဒါကြောင့်အဲ့ဒီတုတ်ကသရုပ်တွေကိုတာဝိဘတ်ကိုအာရပြုရတဲ့အဲ့ဒီတုတ်ကပုံလေးနဲ့ဆိုင်ရလို့မှတ်မှာဒါကြောင့်ပုံလေးရုပ်တွေမှာအာရပြုတာတွေ့ထားရင်ဒါသရုပ်တွေတာဝိဘတ်ပဲလို့ဒီလိုကျင်းကြလို့ရတယ်ဟုတ်လားဒါမှတန်းကြလို့ရတယ်ဒီလိုပုံလေးကြီးပြည့်တန်းလေဟုတ်လားအခုလိုအာရအပြုတ်ပြည့်နေတယ်ဆိုရင်တပည့်တော်သရုပ်တိတလို့ပြောရတယ်တပည့်တော်အဲ့တော့သရုပ်တိတကိုအာရပြုတယ်ဆိုတာပုံလေးနဲ့ဆိုင်နေအာရတုတွေကတို့ကလေအဲ့ဒီနဲ့မဆိုင်ဘူးအဲ့ဒီလေမှာသူ့အနေနဲ့ရှိပြီးသားဗရဏဉာဏ်တို့ကလေနာရစပြီးတမေတိအာရပြုပြီးသားဒါကြောင့်အဲ့ဒီတုံးနဲ့မရောအောင်သူကအာရတုတွေကတို့ကလေသူကရှေ့ကနေပြောတာအာတော့အာရဏအောင်ဖြစ်ရမယ်သူကအာတော့အာရဏမှာဗရဒနောက်ဖြစ်တော့သရုပ်တိကဝေဒနာသရုပ်တိကိုတာဝိဘတ်ဤအာရတုသည်လီလို့တော့အဲ့ဒီမှာအာရဏံဖြစ်ရမယ်ဆိုလိုက်ချင်းဖြင့်ပုံနေနဲ့ပဲထိုင်လို့တယ်
ဒီလိုမှတ်ပေါ့ဒါကြောင့်သူတို့တွေကိုတောက်ဘက်ကိုအာရပြုရဆိုတာပုံလေးနဲ့ပုံလေးမှာရှိနိုင်တယ်ဟုတ်လားဒီလိုမှတ်ပေါ့အဲ့တော့ပုံလေးနဲ့ပုံလေးမှာအာရအပြုဆိုတာသရုပ်တိတမှာပဲရှိနိုင်တယ်ဒီလိုမှတ်ပေါ့ဒါကြောင့်ဒီလိုစက်တိတတော့မရှိဘူးဟုတ်လားပုံလေးနဲ့ပုံလေးမှာစက်တိတမှာအာရပြုလားဆိုရင်ပြုလားမပြုဘူးကြောက်လားပုံလေးနဲ့ပုံလေးမှာအာရပြုလို့ရတဲ့ဝိဘက်ဆိုတာသရုပ်တိတပဲရှိတယ်ဒါရိုက်ပါလားလေသရုပ်တိကဝေဒနာတလို့ဆိုတာဟုတ်စက်တိကဝေဒနာလို့မဆိုဘူးအဲကြောင့်ဒီလိုသရုပ်တိကကိုလည်းအာရပြုတယ်ဟုတ်လားဒီလိုမှတ်တာဒါကြောင့်ဒီလိုပုံလေးနဲ့ပုံလေးမှာစက်တိနဲ့တက်တမီနဲ့စက်တိတမီမဟုတ်ဘူးလေသရုပ်တိနဲ့စက်တိနဲ့ဟုတ်လားသရုပ်တိတနဲ့စက်တိတနဲ့တချင်းတူနေမယ်လို့ဟုတ်လားကျွတ်မတူဘူးပြန်နော်သရုပ်တိတကအာရပြုခံရတယ်ဟုတ်လားစက်တိတကအာရပြုခံရတာဆိုရင်မခံရဘူးဟုတ်လားပုံလေးနဲ့ပုံလေးမှာသရုပ်တိတစက်တိတတော်များတူတယ်ဆိုမယ်လို့အဲ့ဒီအာရပြုခံရမှုမခံရမှုกว่าတယ်ဒါကြောင့်ဒီဝိပဿနာမှာပါတယ်ဗျနော်ထပိတဝါအာရဒေတံဟုတ်လားအာရပြုကလွဲရင်ပြန်တဲ့အတိုင်းမှာသရုပ်တိတနဲ့စက်တိတပုံလေးပုံလေးမှာတူကြတယ်တဲ့ဟုတ်လားဒီလိုပါတယ်ဗျနော်ဒီလိုအာရပြုလေးကတော့မတူဘူးဟုတ်လားသရုပ်တိတမှာပဲရှိတယ်ဟုတ်လားဒီလိုစက်တိမှာမရှိဘူးဒီလိုမှတ်တာဒါကြောင့်ဒီလိုဘယ်လိုနေရာဒီသရုပ်တိတကကျမ်းမှာတော့နဲ့ထင်းနေမှာပဲလို့ဒီမှာဟိနာယဘာလို့သရုပ်တိတကျင်တာတော့ဟုတ်လားစက်တိတတို့တတိယနာတို့တရမိတတို့ကျမ်းမရဘူးလားဆိုတော့မရဘူးဟုတ်လားဟိနာယကနပုံလိန်ကြီးသူကပုံလိန်ကြီးသူကဟိနောရင်းနေတဲ့လူဘဝလေပုံလိန်ကြီးဟိနာယကပုံလိန်ပုံကြီးဒီမှာပုံလိန်မှာအာရပြုပြည့်နေတယ်ဆိုတာသရုပ်တိတလည်းဖြစ်ရမယ်ဟောဒီလိုကောင်းရထားမှာလေပုံလိန်ကြီးမှာဟုတ်လားအာရပြုပြည့်နေတော့ဒါသရုပ်တိပဲလို့ဒီလိုတွေ့ရမှာဟုတ်ကောဟုတ်လားသရုပ်တိပဲကြီးပဲဟုတ်လားပုံလေးနဲ့ပြည့်တဲ့နဲ့အာရပြုနေတယ်ဆိုတော့သရုပ်တိမှာဓမ္မကျင်တဲ့ဘာမှမရှိနိုင်ဘူးဒီနေရာမှာအဲဒါသရုပ်တိသားဟုတ်ပဲကြီးရောလားဒီသရုပ်တိသားဟုတ်ကဘာနဲ့တတ်မှာတော့လည်းကသူ့လိုပေးနေတယ်ဆိုတော့ဒီပြုတ်ပြရတော့တိလာကတုံနဲ့ဓာတ်ရိုက်ပါတယ်တဲ့ကလေးထကြံမိတံပရံမဲတဲ့ဒါသွေးနဲ့မဲ့တဲ့ဒီလိုနဲ့တက်တဲ့ဟောဒီကျန်းလေးတွေအဲ့လိုမျိုးပြည်တယ်နဲ့ဝရကတော့ဟောနာတို့ကသူ့လိုပြီးတော့ပြန်နဲ့ပဲဒါနဲ့မှဲ့မနေနဲ့ကံမဲမှဲ့ခြင်းပြီးရင်မှသရုပ်တိဦးတော့ဓမ္မဘုရားကနေဟုတ်လားတတ်တယ်အဲ့ဒါဒီလိုမျိုးပွဲသွားရကြနော်အဲ့တော့ဟိနာညာလေးကာရကလည်းမျိုးလိုမြင်ရပါစေပေါ့ပြည်ပြီးအလိုဟာလားဝိဝရကတို့ကိစ္စများတို့အလိုဟာလားနှစ်မျိုးပြက်လို့ရတယ်ဟိနာညာကိုဟုတ်လားတပြည့်လို့ဝိဘက်နှစ်မျိုးတက်ပြီးတော့တွက်ပြပါဝိဘက်နှစ်မျိုးတက်ကြတာဝိဘက်နှလုံးတက်ခိုင်းတာမဟုတ်ဘူးတို့ဒီစကိုပဲနှစ်မျိုးတက်ခိုင်းတာနှစ်မျိုးတက်ခိုင်းတာလို့ကြည့်လိုက်ဟုတ်လားဟိနာညာကိုဟိနာလိန်ပြီးဟုတ်လားတိရာကတုတ်ခြင်းဟုတ်လားဟိနာကိုဟိနာလိန်ပြီးတိရာကတုတ်ခြင်းဟုတ်လားဘုလိုပြလိုက်ပါတော့လားဒီနိုင်ငံကိုဟိနာလိန်ပြီးခွေရွတ်တယ်လေဒီနိုင်ငံကိုဟိနာလိန်ပြီးတို့ရွတ်နေပြီးတော့ကြောင်းသမဏကိုလူကြည့်ရတာတဲ့ဒီကြည့်ကြတော့သမဏကိုလူကြည့်တာပဲဘယ်တော့ပဲသူ့ပေးပေးသူကအဲ့ဒါကလေးကမိနမရနဲ့သူမှတ်တာတို့ရွတ်နေပြီးတော့ကြောင်းဟုတ်လားသမဏကိုလူကြည့်ရတာတိလာကတုတ်ချင်းကလေးကမိနမရအမြင်နဲ့ဟုတ်လားသမဏဒီတို့ဒီတို့ချင်းသမဏနဲ့တို့ဒီကိုတောက်ပြီးသက်သက်ဟုတ်လားပြီးတော့မှတောက်ဘက်ကိုအာရပြုတို့တို့ဖုံးနေပါနဲ့ဟုတ်လားဖုံးနေဖုံးပေါ့ဗျာအာယုစေကဘယ်နှမလို့ရင်တောက်ဘက်ကိုအာရပြုနာခွင်းချီကဲဒီနာရမိဒါပြည့်ပြုတ်ပြီးအလိုကတ္တန်လေဆိုကြမှာဒီနာကိုဒီနာလိန်ဒီတို့ရဲ့နာဝဲတော်သမရဏဘောလို့ရှိနာသီလာကလုံးသမရဏနဲ့သမရဏတို့ဒီလို့သမရဏ၌တို့ဒီတို့လောင်းကြအာယုစေကဝဒနာသာတုတို့တောင်းဘက်ကိုအာရပြုနာခွင်းချီကဲဟိနာယနိဟိနာယနိဟောသက္ကမဟိနာကိုဟိနာလိန်နိတို့နဲ့ညာတဲ့တော်ကြောင့်သမဏကိုလိုရှိနာသီလာကလို့ဖြင့်သမရဏနုနဲ့သမရဏတို့ဒီလို့ဖြင့်သမရဏနာတို့ဒီကိုနောက်ပြီးပဲအဲဒီတော့နဂါတုတို့ဖြင့်တောင်းဘက်ကိုအာရပြုနာခွင့်ရှိတဲ့ဟိနာယနိဒီကျမ်းလေးလို့ဆိုရင်တော့ကံမရမယ်တို့ဆိုတော့ကိုတို့ဆိုကံမင်းလေအဲ့တော့ဒီနာကိုဒီနာလေးนี่တို့ရတယ်ပြီးတော့ကြောင့်ကံနဲ့ကိုလိုရှိရတာဉာဏ်တော့နာကမလို့ပြင်ကံအမိမဲ့ဟုတ်လားမဲ့လို့ရရင်မဲ့လိုက်ဖို့ဗျာကံမဲ့ရတာဟုတ်ကံအမိမဲ့ပြီးကြမှာတဏှာတို့ဒီတို့နဲ့တို့ဒီဟူတော့ရောဂဝိပါကဖြင့်ဒုတိကံနဲ့နိုင်လားတို့ဒီကိုတာဝိဖတ်တယ်ကံနဲ့ပါတယ်လေတို့ဒီကိုတာဝိဖတ်တဲ့ပြီးတော့မှတာဝိဖတ်ကိုအာရမျိုးခုနတို့နဲ့လေဟလားနာခွင့်ခြေတဲ့ဟိနာယပြီးပြီးလိုက်ဟိနာကိုဟိနာလိန်ဒီတို့ရဲ့ဉာဏ်ဖြင့်တော့ကြောင့်ဉာဏ်နဲ့ကိုလူကြည့်ရတာဉာဏ်တော်ဉာဏ်နာလို့ဉာဏ်နဲ့တို့ဒီလုံးနိုင်တို့ဒီလုံးရောဘာဝါဒဖြင့်ဉာဏ်နဲ့
သူတို့ဒီကိုတောင်းတယ်အယံမြေသောသနသာတုလို့ဖြင့်တောင်းရကိုအာရပြုနာဘုန်းကြီးဖြစ်တဲ့ပညာရသည်ဝါရနှမျိုးပဲနာခက်လားဝါရနှမျိုးပဲနာတော့ဟမ်ခက်လားတော့ကဘုဘောလားအဲသူကလည်းပြောနေတာတရားမှတ်တာနောက်တစ်ခါပြီးတော့ဒုတိယတတိယတခါလည်းပြောတော့မထူးတော့ဘူးပြောတော့ဒီမှာဒုတိယနဲ့တရားဘာညာလေးကိုဆိုတော့ပြည့်တန်တာတန်ယောဂနဲ့ကြံနေတယ်ပတ်လုံးကြီးတဲ့ဟာလေသူ့မှာလည်းအဲ့တိုင်းမနှမျိုးပွဲနေတာပြောအဲ့ဒါတတိယစိတ်မှာဓာတ်ပုံနဲ့ရှိတယ်ဒီတတိယစိတ်နဲ့လို့ဓမ္မလိုက်ပဲအညာပြောတာဆိုတော့ပုံစံလေးတွေ့မှတ်တာပုဏ္ဏပုဏ္ဏဟောပုဏ္ဏပုဏ္ဏဆိုတာလည်းဘယ်လိုဘာမှအတက်တက်ဟုတ်လားပုဏ္ဏပုဏ္ဏဟုတ်လားဒုက္ခဥပ္ပန္တိဒီပါဠိပါလေသိရာယသိရာယကနဘုံလေးကြီးပြသိရန်ကြာမြင့်သွားဆိုနဘုံလေးရှိတယ်သူကအဲ့ဒီလေမဟုတ်ဘူးဒီသိရာယကသိရာယဘာလို့လဲဆိုရင်နဘုံလေးပုတ်ကြီးကအခုအာယတွေ့နေတယ်ဟုတ်လားနဘုံလေးပုတ်ကြီးကအာယကြီးနဲ့တွေ့နေတယ်ဆိုတော့ဒါဟာသရုပ်တိသားလွင်ဘာမှဖြစ်နိုင်ဘူးဒီဘက်ကအဲ့တော့ပုံလေးမှာအာယတွေ့ရဆိုတာသရုပ်တိသားမှာရှိတာဟုတ်တယ်လို့ဒါကြောင့်ဒီမှာနဘုံလေးပုတ်ကြီးကအာယကြီးနဲ့တွေ့နေတယ်ဆိုတော့ဘာလို့ဖြစ်မှာလဲဆိုရင်သရုပ်တိသားဝဲရှိမှာပဲဒီလိုသိရာယကအနှစ်ပြေတော့ကြတော့ပုဏ္ဏပုဏ္ဏထက်ခါဟုတ်လားသိရာယကြာမြင့်သွားလို့ကာလပတ်လို့ဒုက္ခတို့ဥပ္ပတိတက်ရောက်ကြကုန်၏တဲ့ခဏကြာမြင့်သွားကာလပတ်လို့ဒုက္ခရောက်ကြတယ်ဆိုတဲ့ပါဠိလေးဒီလိုဆိုခြင်းမှာပုဏ္ဏပုဏ္ဏထက်ခါသိရာယကြာမြင့်သွားလို့ကာလပတ်လို့ဒုက္ခတို့ဥပ္ပတိတက်ရောက်ကုန်၏သိရာယကသရုပ်တိကလည်းပြောပြီးဒီမှာနဲ့ကြတော့ပတ်လုံးကိုပြထားတယ်ဗျာနော်ဟုတ်လားသရုပ်တိကလည်းပြောပြီးတော့ပတ်လုံးပြထားလို့ကြတော့ဒီပြုပြရတယ်တဲ့ဟုတ်လားပတ်လုံးကဒုတိယနဲ့တက်ပါတယ်တဲ့ဟုတ်လားပတ်လုံးတဏ္ဍာကဣဇန္တတန်ယောဂဒုတိယမတာဆိုဒုတိယအနက်ကြီးပဲတဲ့ဒုတိယအနက်ကြီးမှာသရုပ်တိတက်ရှင်တက်ရတယ်ဒီဝါဒနာသမဏမဲ့တာဟုတ်ဒုတိယအနက်မှာသမဏမဲ့တယ်ဒုတိယထသမဏခေါ်မှာပေါ့ဟုတ်လားဘာသာလို့ဆိုရင်ဒုတိယအနက်ကြီးမဲ့ထားတဲ့သမဏမဟုတ်ဒုတိယထသမဗရံဟုတ်လားဝါဒနာနဲ့မှာသူရင်းနဲ့တက်မှာဒီလိုတွေသူ့အတူသင်ပြီးနေတာအဲကြောင့်ပြည်ရကိုပြည်ရလိန်ပြီးရမှာဟုတ်လားပြည်ရငါကိုပြည်ရလိန်ပြီးဟုတ်လားသမဏနေတို့ဒီတုတ်နိုင်လားတို့ဒီမဟုတ်လေပြည်ရကတုတ်နိုင်လားဝါဒတာဖြင့်ဒုတိယနဲ့နိုင်သမဏအမည်နဲ့လူလောမှာနော်ဟုတ်လားပြည်ရကတုတ်နိုင်ဝါဒတာဖြင့်ဒုတိယနဲ့နိုင်ဟုတ်လားသမဏအမည်မဲ့အဲဒီလိုဆိုလိုက်ပေါ့ပြည်ရမှာသမဏတို့ဒီတုတ်နေသမဏနဲ့တို့ဒီကိုတာဝိဘတ်တဲ့အင်္ဂလိပ်ကတုတ်နေတောက်ဘက်ကိုအာရသူရာဖင်းချေကပြည်ရရပြီးဆိုကြမှာတရားကိုပြည်ရလိမ့်သည်ပြည်ရကတုတ်နာဝါဒရာဒုတိယနာနာသမရဏိမေသမရဏိသရုပ်ဒီတို့ဖြင့်သမရဏနာသရုပ်ဒီတို့တောင်းရအယံဒီတို့ကနထာတုတို့ဖြင့်တောင်းရကိုအာရပြုဒါခွင်းစီလေပြည်ရရသည်ဝန္နာဝိဒနာတော့အဲ့လိုမဟုတ်ပြန်ဘူးသူကဣသနာတန်ယောဂနဲ့ဒီတမန်နဲ့မြင်နေတဲ့သွားပြီသူကသူ့တိုင်ထားလိုက်ဟုတ်လားအဲကြောင့်တမန်နဲ့ဖြုတ်ပြီးတော့သူကသူ့ဒီယောဂဝင်နဲ့တက်မယ်သူကသူဖြစ်အောင်ဝတ်တက်ပေးမယ်တို့ပြန်လာလေဒီကျမ်းလေးတွေကအဲကြောင့်သိတာကိုသိတာလိမ့်ပြီးဟုတ်လားညှက်ပြီးတော့နေရတယ်ပြောတော့တမန်တို့ဒီတုတ်နိုင်တို့ဒီဟူသောယောဂဝိဘာကဖြင့်ဟုတ်လားဣသနာတန်ယောဂအနက်၌ဟုတ်လားဘာလို့လဲဣသနာတန်ယောဂအနက်၌ဟုတ်လားတို့ဒီကိုတာဝိဖတ်တဲ့ခုနကလည်းတောက်ဘက်ကိုအာရယူတာပြည့်ကြည့်ပြပြည်ရရပြီဘုရားမဒီကနေ့အလိုပြည်ထားကိုသိရလိမ့်သည်သမဏေတို့ဒီတို့နာတို့ဒီတို့သဘောဝါဒဖြင့်ဣဒနာတန်ယောဂအနန္တတို့ဒီကိုသာဝိဘတ်အယံဒီကဝဒနာသာမှုတို့ဖြင့်သာဝိဘတ်ကိုအာရပြုဓမ္မခွင့်ဖြင့်သိရရပြီဟောသိရရပြီရောနောက်တစ်ခါတက်တာအနဲ့ဟုတ်လားကတ္တာကအောက်တကတ္တာပေါ့ဗျာတတိယအခန်းမှာအောက်တကတ္တာပါခဲ့တယ်ဒီပြောလို့တတိယအခန်းမှာတတိယလုံးနဲ့အောက်တကတ္တာမတက်ရဘူးလားဆိုရင်တက်ခဲ့တယ်ဟုတ်လားပြီးလို့ပေးတာလေအောက်တကတ္တာအဲ့ဒီအောက်တကတ္တာနဲ့ပြီးသတုတ်ဒီဘက်ကြီးနဲ့တွေ့နေတယ်ဟုတ်လားဒီလိုလို့သူကပထမနေ့ကမတွေ့ပါဘူးဟုတ်လားအာတကတ္တာစသမဟုတ်လားဒင်းစရာရတယ်ကျနော်ဒင်းစရာရဟောဒင်းစရာရဒင်းစရာတတိပြီးဟောပြီးနေပြီပြီးတော့ကတ္တဖြစ်တာပေါ့ဒီကာကပထမတော့ကတ္တရွတ်တော့
အဲ့တော့ဒဏ္ဍဇယတထေးသည်အတ္တကတာအလီမပြုတ်အပ်သည်လီကောင်းစွာမပြုတ်အပ်သည်လီဒီမှာအပ္ပန်နေတယ်အပ္ပန်နေတဲ့အတွက်တကယ်တော့ဒီငါးလေးမှာဒဏ္ဍဇယနာလို့ရှိရမှာတတိယဝိပ္ပနဲ့အဟိနာမွေသည်တထုတ်ကဲ့ရကြည့်လို့လေအပ္ပန်နေရင်တတိယဝိပ္ပကြီးကတတားရှိရမှာလေလို့ဒဏ္ဍဇယရနေရဒဏ္ဍဇယနာလို့ရှိရမှာဒဏ္ဍဇယတထေးဆိုတာပုံလင်းနဲ့ပုံလင်းအထိလိမ့်နော်ပုံလင်းဒဏ္ဍဇယတထေးကြီးကပုံလင်းကြီးဟုတ်လားအဲကြောင့်ဒီမှာဒဏ္ဍဇယနာလို့ရှိရမှာရှိရင်ဒဏ္ဍဇယနာဒဏ္ဍဇယတထေးသည်အတ္တကတာအလေးမပြုတ်ကောင်းစွာမပြုတ်ဆိုတာဒီလိုလေအဲကြောင့်ဒီမှာတန်ဟောကရိယာဘာနေတော့ तू ကတတာကအဟောမခံရတော့တတိယနေရမယ်နေရအခုတော့ဒီမှာသူတို့ဒီရောက်နေတယ်ဒဏ္ဍဇယရတယ်တော့ဒဏ္ဍဇယရသူတို့ဒီတောင်းမလို့ပြီးအောင်ဆိုတော့ပုံလင်းကြီးလေ तू ကပုံလင်းကြီးမှာအာရတုတာတွေ့နေတော့လားသူတို့ဒီတာပဲမှာပေါ့အဲ့တော့ပုံလင်းနဲ့ပုံလင်းမှာအာရတုတယ်ဆိုတာသူတို့ဒီတာပဲရှိတယ်ခုနပြောခဲ့တယ်အဲ့တော့ဒဏ္ဍဇယရကြီးကပုံလင်းကြီးကအာရတုနေတော့ဒါသူတို့ဒီတာပဲလို့မှတ်ရမှာအဲ့တော့သုဒ္ဓတာကြီးကဒီမှာကတ္တနဲ့ပြေးထားတယ်ပြီးလို့ဘယ်နဲ့လုံးမှတော့ဆိုတော့ရတယ်တဲ့ဒါတတိယအနဲ့လို့ခေါ်တယ်တဲ့ဟုတ်လားတတိယဘုရားနဲ့ပြရမယ့်နေရာမှာရောက်နေတော့တတိယအနဲ့ပဲတဲ့တတိယဥဒ္ဒကတအနဲ့ပဲတဲ့သူကအဲ့ဒါကိုဒီလိုပြုတ်တည်းရဟိုဟာနဲ့ဓမ္မနာမြင့်မယ်ဟုတ်လားပြီးတော့မှတခါတုံရင်းတဲ့ဓမ္မနာအနဲ့မှာသူတို့ဒီသားပြတ်မယ်ဟုတ်လားဒီကျန်လေးတော့အဲ့လိုမဟုတ်ဘူးကတ္တအနဲ့မှာပဲသူတို့ဒီဆိုတဲ့ဘောကနဲ့ဟိုဓမ္မနာမမဲ့ပဲနဲ့ဟုတ်လားနှမ်းပြီးတော့သူတို့ဒီပြတ်မယ်ဒီကောင်းမှာနော်ဟုတ်လားဒါမဆက်တော့ဘူးလူသားနောက်တစ်ခါတရိုင်းနေပြတရိုင်းအနဲ့ကရိုင်းဆိုတာအဲ့ဒီရနဲ့မှပါတယ်ကျတော့အဲ့ဒီရတော့ရဖြစ်လို့ပဲကရိုင်းအနဲ့မှာဟာလားဒါတတိယနေ့မှတွေ့မှာအခရာယအခရာဖြင့်ဟာလားမနဝဏသိချင်းရဲ့ဂုဏ်ကိုတန်မွန်နေပြီးကြီးမွန်းတယ်ဟောစာရင်ရစ်ပြပြီးတော့အခရာရင်နဲ့ဟုတ်လားလူတယောက်သိအောင်လုပ်တာလေဟောဒီလိုဗဒက်ကပြောရင်အပြစ်တင်မှာလို့တာနေပြီးတော့ဒီတဲ့ပုဂ္ဂိုလ်ကဘယ်လိုကျွေးရတယ်ဟုတ်လားသင်္ခါကောင်းမှုဆိုတာသိနေပြောက်မှာဘာမှပူရမလို့ဘူးနဲ့တော့ဘာလို့ညမှာပါတယ်လို့ဟိုဆက်လက်ကြီးလေးရောလားဒီလိုတရားကြီးတယောက်ကတရားကြီးတယောက်ရဲ့မယားတအားရုပ်ချောတာရုပ်လာတာတရားကြီးကနီးမကောင်းနေပြီအဲ့ရပလက်ဖြစ်နေအဲ့ဒါဆက်လက်ကြီးတွေကဒကမအောင်တို့ကမြင်းကြီးကြနေဆိုကြတော့ဒီတရားကြီးမြင်းလျောင်းလုံးမှဖြစ်မှာလို့အဲ့ဒါသူ့အောင်ကပြောရတာဟာလားဝိုင်းပြီးတော့ဥပါဒကဟောလားသင်္ဟံကောင်းမှုလည်းအများကြီးတွေ့တာပဲအမှုတွေလည်းဘာမှကြည့်ရမလို့သိနေပြီးကြတော့ကောင်းမှုဘယ်လိုခံစားမှညာလိုခံစားမှသူမြောက်ရတယ်ဟောသေးသွားတာလို့သိလို့ကြတော့ရိုင်းကြတယ်မရဘူးသူတို့ကလည်းနည်းနည်းဝိုင်းလို့ရတာပေါ့သူတို့မျက်စိကြလို့ရတာပေါ့အဲ့ဒီခါမှလေဒီချင်းရဲ့ဂုဏ်ကြီးမှန်းတာမျိုးလိုမျိုးဟုတ်လားအခရာရအခရာဖြစ်နေဟုတ်လားအခရာရအခရာဖြစ်နေတယ်နော်အခရာရအခရာဖြစ်တယ်တော့အခရာကတပည့်တို့နပုံနေကြီးအခရာနေလေနပုံနေကြီးပြန်အခရာကအဲ့တော့နပုံနေကဒီမှာအာရတုတွေ့နေတယ်ဟုတ်လားအခရာရတယ်ပြီးတော့ဒါကြောင့်နပုံနေပုတ်ကြီးကအာရတုတွေ့နေမှာဒီအာရဟာသတုဋ္ဌိတပဲဒီလိုမှတ်အောင်ပါလေဟုတ်လားသတုဋ္ဌိတအနှစ်ကြီးကလည်းပြည့်လို့ပေးနေပါပဲအခရာရအခရာဖြစ်နေတော့ရတယ်တဲ့ဒီပြီးကျန်ကတတိယနဲ့ပေးတယ်တမနာနဲ့ရတယ်တဲ့ဝါဒရာကမဲ့မှာမဲ့ပြီးတော့မှတုံရင်းနဲ့တက်မှာနမနာနဲ့မှာသတုဋ္ဌိတတက်တတိယနဲ့မှမဲ့လို့တတိယထတံပရံလို့ခေါ်မှာပေါ့ဒီကျန်လေးအဲ့လိုမဟုတ်ဘူးဒီလိုဖြစ်နေတာကတိုင်းနဲ့ပါပဲသွားပြီးတော့တမနာမဲ့မနေနဲ့ဟုတ်လားဒီနောက်မှာကဟိရတန်တန်တုတ်ဖြင့်ကတိုင်းမဲ့လိုက်ဟုတ်လားနှိပ်ပြီးတော့မှဘယ်လိုဒီလိုရောဘာသာဖြင့်ကတိုင်းအနဲ့ငှက်ဟုတ်လားတောက်ဥပတ်တယ်ဒီလိုတော့မှာတော့နှမျိုးဝင်ရတယ်ဟုတ်လားသူကြည့်လိုက်အခရာရအခရာဖြင့်သာမဏေတိကြီးမ၏အခရာကိုအခရာလိမ့်သည်ကြည့်လာတာတုတ်၌ဝါဒရာဖြင့်တတိယနဲ့၌သမဏအမိမဲ့သမဏတို့ဒီပုတ်ဖြင့်သမဏအနဲ့၌ဒုက္ခတောင်းခတ်တယ်တောင်းခတ်ကိုအာရမြူဘာဖင်းချေကအခရာယမိတဏိကအခရာကိုအခရာလိမ့်သည်ညွှန်ပြတဲ့ပြီးတော့ကြောင့်တရဟအမိနဲ့သမဏတို့ဒီပုတ်၌တုဘုသောဘောဝိပါဒဖြင့်ကရဏနဲ့၌ဣတိကိုသာဝိဘတ်တံသာဝိဘတ်ကိုအာရမြူသာဖင်းဖြေကအခရာယမိဟောဒါလေးကဒီကျမ်းလေးတွေအလို့ဆိုရင်အမေလည်းနဲ့တက်လို့ရတယ်သတုပ်ဖြီးဆိုတဲ့ဘက်ကလည်းပြန်တက်မှာလေလို့
တို့ဒီကရောက်တော့ကတက္ကနာစန္ဒကရဏပင်စာဟုတ်လားပင်သမီးနဲ့ရောက်သွားပြီပင်သမီးနဲ့လေးတမန်မဲ့ပုံနဲ့မနဲ့ပုံနဲ့ပုံနာကတပြီးတော့မာဝါရဲ့ပုံစံထုတ်လိုက်မယ်ဟုတ်လားတမ္မာဒုက္ခတအန္တကိရိယာယဟောဒီပုံစံပါလေယတမှာဒီရပါပါလေညာဟုတ်လားအေးလို့ကိုယ်နေရမှာတမ္မာဒုက္ခတအန္တကိရိယာယတမ္မာဒုက္ခတအန္တကိရိယာယလေပြောလို့တမ္မာဒုက္ခတအန္တကိရိယာယဒုက္ခနာဒုက္ခကြီးဟုတ်လားအန္တကိရိယာအဆုံးကိုပြုသိတိုင်အောင်တဲ့ဟောတိုင်အောင်ကြီးတယ်နော်ဒီတိုင်အောင်ကလည်းပြီးတော့ပင်သမီဝိပဿနာတွေ့လိမ့်မယ်အဲ့ဒါအဝါဒီအနက်လို့ခေါ်တယ်အပါဒံပိုင်းကြတာပိုင်းချပြတာအပါဒံပဲသူကအဲ့ဒါပင်သမီအနက်ကြီးတယ်ရလားအန္တကိရိယာရဝိပဿနာတော့တမာဝိပဿနာဉာဏ်လေးရတယ်သုတ္တိတဉာဏ်လေးရတယ်အခုတော့သုတ္တိတဉာဏ်မှာပေါ့ဒီအခန်းဆိုတော့သုတ္တိတသူကအန္တကိရိယာရတယ်ရသုတ္တိတကြီးကတိုင်အောင်လို့ဟုတ်လားဒီလိုတို့သုသမီနဲ့ကြည့်ပြထားတယ်ပြန်နော်အဲ့တော့ပြုပြုလို့ဆိုတော့ဝါနဲ့မှတ်ရမယ်ပင်သမီနဲ့မှသမဏမှတ်ရမယ်ဟုတ်လားနဲ့တော့ပင်သမီထသမဏဖြစ်သွားတယ်လို့မှတ်ပေါ့သူရင်းနဲ့တက်ရမယ်တောက်ပဲပေါ့ဒီကျမ်းလေးတွေမဟုတ်ဘူးမမှဲ့နဲ့ဟုတ်လားပင်သမီနဲ့တင်ထားခုကြမှာသုတ္တိယောဂဝင်တက်မယ်ပင်သမီနဲ့မှသုတ္တိတတ်မယ်ဒီလိုလေနောက်ဝိနည်းတွေကတပြီးတော့ဝိရမထအိုက်တမန်တော့မမဝဇနာယသူတည်းကတူညာရနော်မမဝဇနာယသူကပို့ပြီးတော့ပင်သမီအနဲ့ပြီးတာတယ်ဟုတ်လားမမတပြီးတော့ကိုဟုတ်လားဝဇနာယပြောဆိုခြင်းမှဟောသူကအပါဒဏ်နဲ့ပင်သမီနဲ့ပို့ပြီးတော့ရှင်းတယ်ဟုတ်လားဝဇနာယပြောဆိုခြင်းမှဝိရမထဆောင်ကြပါကိုဟုတ်လားဒီလိုအရှင်သန္နလေရှင်သန္နကဒီလိုဘုရားလက်ထက်ကအတော်ပြောရဆိုခက်တယ်ဟုတ်လားဒီလိုရှင်သန္နဟုတ်လားတရားလုံးလည်းမရဘူးပဲသိနေမှသမ္မဝိုင်းကျင်တယ်လို့သူ့အတူဟိုအတိအကျမ်းဝင်ပြရသွားတာတရားသက်ရှိတင်ချတစ်လျှောက်လုံးဘာတရားလုံးမှမရအဲ့မာနတွေကြီးညာနဲ့ဒေါသတွေကြီးညာနဲ့သူ့ပါတရားလုံးမရဖြစ်နေအဲ့တော့ဒီလိုတော့သူကလည်းဒီလိုလောကဘုရားဒုက္ခတုံးကပါလေးတယ်ဟိုဟောတာအဲ့ဒါကြည့်ဒီတော့တဲ့ညာနဲ့ဘုလို့မှသူကအထင်ကြီးအကောင်းလေးမြင်တယ်အဲ့ဒါနောင်လာမှလည်းပါတယ်ပါဠိကမှလည်းပါတယ်သူကဘာလို့ပြောလို့ဆိုကြတာမြတ်စွာဘုရားဒုက္ခတုံးမှာကွာဘယ်သူမှမပေါ့ငါတယောက်ထက်ပါအခုကျမှသူကအဲ့ဒါလောကသူကဘာလောကညာလောကနဲ့ဒီမှာလာပြီးတော့သိနေရတာပေါ့လေဟုတ်လားအခုကျမှရောက်လာကြတာပေါ့တာနာပေါင်းလေးတို့ကဒုက္ခတုံးနဲ့ပါတယ်ပေါ့ဟုတ်လားငါမျိုးအဲ့လိုပြောပြီးတော့အမှားကံဘုရားဟုတ်လားတရားငါတို့ဘုရားငါဘုရားသူကဒီလိုအမှားကံဓမ္မောဟုတ်လားတရားလေငါတရားလေဘာလို့လဲငါအရှင်ကတရားသိကြတာဆိုတော့ငါတရားလေဒီလိုအမှားကံဓမ္မောတော့ပြောငါတန်ခါတော့ပြောတယ်ငါသူနဲ့ညာဖြစ်တယ်လို့ဒီလိုအဲ့လိုပါဠိနဲ့ထားတာလို့ဖွင့်နေပြန်နော်အမှားကံဓမ္မောလို့ပြောရချင်းကြောင့်ငါတန်ခါလို့ပြောရချင်းကြောင့်တန်ခါတော့သူတန်ခါလို့သူသိတယ်မယူဆဘူးသူကအားလုံးနဲ့မတည့်ရဘူးသူတယောက်နဲ့အားလုံးနဲ့ဒီလိုဖြစ်နေတာဒါကြောင့်လူနဲ့မှမတည့်ဘူးသူ့ကိုဝိုင်းပြီးတော့ပြောကြဆိုကြတာပေါ့လေအနာဂရအာလီလို့ရင်မဟုတ်နဲ့ဆောက်ပြီးလို့တဲ့ခါကျငါရှင်တဏ္ဍမလုံးနဲ့အခုကညာပြောပြီဆိုရင်ခဏနာပြောတော့သူကဘာပြန်ပြောတော့ဆိုတော့တပည့်တော်လည်းရှင်များတော့မပြောဘူးလေရှင်များကြတာလို့တပည့်တော်လည်းမပြောကြနဲ့လားပြီးတော့မမတပည့်တော်ဝဒနာကပြောဆိုခြင်းမှဝိရမထဆောင်ကြပါကိုဟုတ်လားတပည့်တော်မပြောကြနဲ့ဟုတ်လားကိုလေးကနာလို့ဟုတ်လားဒါမျိုးသူကအားကြောင့်ဆက်ပြဘလို့မှလုံးမရကြတော့နာပရိမဆန်ရင်ဟုတ်လားဆန္ဒကိုဓမ္မထံပေးလိုက်ကြတယ်ပြီးတော့လေထံကခိုင်းတယ်ပြီးတော့ဘယ်သူမှသူ့ကိုဖောက်လို့တော့တိတ်ဝကြမလို့တော့ပြစ်ထိုင်တယ်ကုန်သူကနေချင်းနေပေါ့အဲ့ကြောင့်ဘုရားလည်းမရှိတော့ဘုရားအားကိုပြီးတော့မန်တက်နေပုဂ္ဂိုလ်ကဘုရားမရှိတော့ကြတော့တန်ခါလေးဝိုင်းကျင်တဲ့ခါကျတော့သူ့ကိုယ်သူအဲ့ဒီမှာအားရနေပြီးတော့လားမန်နေကြပြီးတော့မှနောက်ဆုံးအာနာနဲ့ပေါင်းပြီးတော့လေယမတန်ယူသိပြီးတော့ရဟန္တာဖြစ်သွားတာပြီးတော့သူဘုရားလေးကမဆန်ခင်တော့တခြားလုံးမှာဒေါသမာမာနဲ့နေပဲအမှားတပည့်တော်ဝဒနာရကျိုးတို့ချင်းမှဟောဝိဓမထချောင်ကြပါကုန်နဲ့ဟောဒီနေရာကတပည့်တော်တို့ပြင်တက်ရောက်နေနေရဘာလို့လဲဆိုတော့ဝိဓမထချောင်ချင်းချင်းနဲ့ကိုဟောတဲ့ပုံတော့ရှိနေတယ်အဲ့တော့ပြင်ဒီကမှတွေ့လိမ့်မယ်ချောင်ချင်းချင်းနဲ့ကိုဟောတဲ့ပုတ်ရှိရင်ပြင်တက်မယ်ဆိုတာပါတယ်အာရပယောကအပါဒံဖြစ်နေရလားချောင်ချင်းချင်းနဲ့ကိုဟောတဲ့ပုတ်ရှင်းနေရင်အပါဒံမြင်ရမယ်ပြင်တက်မယ်လို့သဒ္ဓါတိကရှိတယ်ပြင်ဒီကမှတွေ့လိမ့်မယ်အခုအဲ့ဒီနေရာမှာဝဇနာရတပြီးတော့သတုဋ္ဌိရောက်နေတယ်ဟုတ်လားဒါကြောင့်ဒီသတုဋ္ဌိကမှလို့ပေးရမယ်ပင်သမီနေရာရောက်နေတော့ပင်သမီအနက်ပဲအဲ့ဒါမှလို့ပေးရမယ်ဒီလိုမှတ်ပေါ့ဒါနဲ့ဒီဝဇနာကသတုဋ္ဌိတာမှာဘယ်လိုပြီးတော့ဆိုတော့ဝဇနာကနပုံလိန်လေဒီလိုဝဇနာဘာလို့ဆိုရင်နပုံလိန်ဝဇနာနိလေနပုံလိန်ကအခုဒီမှာအာရတုနေတယ်ဆိုတော့ဒါသတုဋ္ဌိတာပဲဟုတ်လားဒီလိုမှတ်မှာဘာတာတော့ဆိုရင်သတုဋ္ဌိတာမို့လို့အာရတုနေတာဘောနပုံလိန်ကြီးကဒါကြောင့်ဒီလိုဒီဝဇနာရသတုဋ္ဌိတာဝိဘတ်
အနက်ကပင်သမီးအနက်ဘယ်လိုကြမှာလို့ဆိုကြတော့ပစ္စည်းဥဒိယရတယ်ဟုတ်လားပင်သမီးအနက်မှာတံပရံမဲ့လို့ရတယ်ပင်မျက်ထတံပရံဝါနဲ့မဲ့ဟုတ်လားဟောဒီတုံရင်းနဲ့တက်မဲ့ပြီးသွားရင်ဆိုဒီလိုလေဒီကျအဲ့လိုမဟုတ်ဘူးပင်သမီးတိုင်းထားလိုက်ဟုတ်လားပင်သမီးနဲ့ပဲဟုတ်လားဒီအဓိကနဲ့အပါဒံနဲ့လိုက်သူ့ဟာသူငါတိုင်းနဲ့ပြီးတော့မှတုတ်ကြီးဆိုရပါနဲ့အပါဒံနဲ့မှာပင်သမီးနဲ့မှာတုတ်ကြီးဖြစ်အောင်တက်ပြီးမယ်ဆိုပြီးတော့သူကဒီလိုကြံတာဒီကြံလေးတွေကနှစ်မျိုးပြန်နော်ဒီကောင်လေးနှစ်မျိုးပဲဒီကောင်လေးနှစ်မျိုးပဲအဲ့တော့ဒီကောင်ကတွေ့ရတယ်ပေါ့ဒီလိုလို့အဲထားဆိုဒီကောင်လေးလည်းကောင်းတယ်ဟုတ်လားဖြစ်တယ်ဝေဒနာကိုဝေဒနာလိမ့်ပြီးမောဝိနတိတို့ကြောင့်ပြာကံတို့၌ဝါတတ်တာဖြင့်သင်္ကနီအနတ်၌တမရအမိနဲ့တမရတိတို့ပြီးတို့ခြင်းတမရအနတ်၌သူတို့ကိုသာဝုဒ္ဒတေသာဝုဒ္ဒကိုအာရယူနာဖန်ချေကဝဒနာယတိတဏိတာဝဒနာလိန်ဒီမန္တိကတို့ဖြင့်အပါရမီနဲ့အမှန်ဒီတို့ဒီတို့၌သူတို့ဒီလိုသောသောဝိဒါကဖြင့်သင်္ကန်းအနတ်၌သူတို့ဒီသာဝိဒ္ဒတေသာဝုဒ္ဒကိုအာရမျိုးဝဒနာယမိနောက်တစ်ခါသတ္တိအနတ်ကြီးရယ်ဟောသတ္တိအနတ်ကြီးဤလိုပဲတဲ့အနတ်မှာဟုတ်လားသတုဋ္ဌိသက်ပုံဟုတ်လားပုံနမ်းပါတော့ကြကြတည်းတို့သဘာဝပါတုကမ္မာယပါဝရဲဥစ္စာဟုတ်လားသဘာဝပါတုကမ္မာယဟုတ်လားပင်ကိုယ်တော်ကိုထင်းစွာပြုခြင်းဤတယ်ကြနော်ဟုတ်ငကားကြီးလေဟုတ်လားငကားတွေကိုရောင်ကြောက်နေရတဲ့အချက်နှစ်ချက်ဘုရားဟောတာမှာပါမှာသဘာဝပါတုကမ္မာယပင်ကိုယ်တော်ကိုထင်းစွာပြုခြင်းဤတယ်တဲ့ဟောအဲ့ဒီနဲ့ပြထားတယ်ဤဆိုတော့ဘုဇ္ဇပြဘာဝတော်မှာဘုဇ္ဇပြသရုပ်တိတောက်ပဲကြီးဒါကြီးကအဲ့တော့ကမ္မာယဆိုတော့တောက်ကတော့လုပ်ပြီးတော့ဆိုတော့ကမ္မာကနေပုံလေးလေတရားကြီးကနေပါတာပဲကမ္မာနိနပုံလေးဘုကအာရပြုရဆိုတော့ဒါသရုပ်တိတပေါ့သရုပ်တိတမို့လို့အာရပြုထားတာပေါ့ဒါကြောင့်သရုပ်တိတကြီးကအနက်ကတော့ဣလူပေးတဲ့တာမီနဲ့သတ္တိနဲ့ကြီးဘယ်နဲ့လိုမှလို့ဆိုတော့ဟိုဝါဒရာနဲ့မဲလားသတ္တိနဲ့မှတံပရံမဲသတ္တယထတံပရံသူရင်းနဲ့တံပရံနဲ့မှသရုပ်တိသက်ဒီကျမ်းလေးတွေအဲ့လိုမဟုတ်ဘူးသတ္တိနဲ့မှသတ္တိတိုင်းထားတာမီမဲ့ရင်မဲ့ဟုတ်လားဣလူပေးတဲ့အတွက်ဒါတော့ဘယ်လိုနိုင်ငံတို့ကတာမီအမီမဲ့ပြီးတော့မှသူတို့ဒီဘက်ကနဲ့တာမီနဲ့မှသတ္တိနဲ့မှသရုပ်တိတတ်လိုက်တဲ့နော်ဓမ္မရဖြစ်တယ်တဲ့နော်ဒီကောင်တွေ့တယ်အဲ့တော့ဘုရားသူတတ်တော့ဟုတ်လားအဲ့တော့ကမ္မယကိုကမ္မလိဤဥရိနဲ့ပြီးတော့ကြောင့်အဲ့လိုဆိုလိုက်ပေါ့ပြီလာကတုတ်နိုင်ဟုတ်လားဝါဒတာဖြင့်စက်တိအနတ်နိုင်ဟုတ်လားတံပရံအမိမဲ့ဒီလိုသွားမှာနော်ဟုတ်လားဤဥရိနဲ့ပြီးတော့ကြောင့်ပြီလာကတုတ်နိုင်ဝါဒတာဖြင့်ဟုတ်လားတံပရံအမိမဲ့ပြီးမှဒီတုတ်နဲ့လေတံပရံတုတ်နဲ့တံပရံနဲ့နိုင်ဟုတ်လားတို့တွေကိုတာဝိသတ်တဲ့တာဝိသတ်ကိုအာရပြုမမဖင်းချေကကမ္မယပြီးသူလိုက်ကမ္မယကိုကမ္မလိဒီဤဥရိနဲ့ပြီးတော့ဒီလာကတော့ဝါမလာသတ္တိယနာသံဃာရဏိနဲ့သံဃာရဏိတို့သံဃာရဏနာတို့ဘုရားဘုရားအယမေဝေဒနာတို့တောင်းတဘောအာယဟုနာဘုရားတိကမ္မယံဒီကြလို့ဆိုတော့ဣဟာဣပဲဟုတ်လားအဲ့တော့တဏှိကဟုတ်လားကမ္မယောကမ္မလိန်ဒီဥရိနဲ့ပြီးတော့ကြောင်းဟုတ်လားရတော့ဝိဒနာမိတို့ဖြင့်တာမီအမိမဲဟုတ်လားတဏှာမဲ့တော့နော်တာမီမဲ့တာတာမီအမိမဲပြီးတော့မှတမန်တို့ဒီလိုနဲ့တို့ဒီဘုရားကျွန်တော်တို့ကဖြင့်တာမီအနက်၌ဟုတ်လားဆက်ဒီနဲ့လို့တို့ရတယ်တာမီအနက်၌တို့ဒီကိုတာဝိဘတ်တဲ့အာရပြုဆိုတဲ့တဏှိကတမယဝေဒနာမိဥရိနဲ့ပြီးတော့ရတော့ဝိဒနာမိတို့တာမီတမန်တို့တို့တော့တို့တို့ကောင်းတာနာမည်နာနာသာဝရအာမနောနာတာတုတို့ဖြင့်သာမရတို့အာရလူနော်ဒီလိုတတိယပြမှာလည်းသိတယ်ညာဟုတ်လားဘဝယဝိဘဝယသာဆိုတာပုံပါဠိလေးဘဝယဝိဘဝယဝိဘဝယစတယ်ဘဝယဒီလိုလို့တိုးပါခြင်းဤလည်းကောင်းဝိဘဝယစပြည့်ပြီးခြင်းဤလည်းကောင်းဟောဤလိုပဲနေတယ်ဒီလိုဤလေးပြည့်နေတယ်ဘဝရာရောဝိဘဝရာရောဤပြည့်နေတယ်အဲ့ဒါကိုတပြည့်လို့ခန္ဓာပြမလဲရေးထားတယ်ဟုတ်လားဒါသတ္တိနဲ့မှာသတိတ္တတာပါတဲ့ကြာနော်ဘာလို့ဒီလိုပြောမှာလို့ဆိုတော့ဘဝရာတော့ဝိဘဝရာဆိုပုဒ်တွေကပုံနေနေဘဝဝိဘဝသူက
ဒီလိုရှိတယ်ပုံနေနေမှာအာရပြုတော့သုဒ္ဓိတပဲသုဒ္ဓိတဆိုတော့အနာကဣလို့ပြောလို့ခုနကနှမျိုးလို့ပေါ့ဒီမျိုးလေးနဲ့ဟိုဉာဏ်အသေးလေးတွေလို့ပေါ့ဗျာနောက်တစ်ခါမျိုးလို့တတ္တမိအနည်းနောက်ဆုံးနဲ့ကလေးဟောလားနှိုက်လို့ပြောတယ်တတ္တမိအနည်းငါဟုတ်လားသုဒ္ဓိတပုံနဲ့ပုံစံတော့ခုနကပုံစံပဲသဘာဝပါတုကံမာယဟောပြင်ကိုယ်သဘောကိုသင်သွားပြုခြင်းနှက်မှာပါလေပါတယ်ပြင်ကိုယ်သဘောကိုသင်သွားပြုခြင်းနိုင်ဟုတ်လားအနက်ကတတ္တမိအနက်ကြီးဟုတ်လားဝိဘကသဝိဘက်ကြီးအဲ့တော့ဒီလိုလို့ဆိုရင်ဝါဒရာနဲ့တတ္တမိအနက်၌သံဗရမေဟုတ်လားတနည်းကတော့ဒီလိုတနည်းကဟုတ်လားဩဃာတအမိအာရဏအမိနှဲ့ပြီးတော့လေဩဃာတအမိနှဲ့ပြီးတော့ဟုတ်လားဒီလိုတို့ဒီဘက်ကနဲ့တတ္တမိနဲ့မှာတတ်တယ်မယ်လို့မှတ်ပေါ့နှမျိုးတို့တော့အောင်ဗျာဒါနောက်ဆုံးလာနေတယ်နော်ဆိုကြည့်လိုက်ပေါ့ကံမာယကိုကံမလိန်ဒီနိုင်ရတဲ့ပြီးတော့ဒီလာလာလို့မှာဝါဟရာအဲ့ဒီကနာသာဝရဏိနဲ့သမဏဘုရားတော်သမဏနာလို့ရေဘောလာတယ်သာဝရတော်အာရမာခိဓမ္မာယတိအဲ့ဒါဒီနည်းကြတော့ဒီလိုကမ္မယကမ္မလေးနှောက်ရနေပြီးတော့ကြောင်းဟုတ်လားဒါတော့မဟုတ်လားဩဃာတအမိနဲ့ဟုတ်လားဒီကျမှသမဏတို့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 ကျောင်းကတတ္တမိနဲ့၌သူသာဝကတဲ့လို့ဆိုရုံပဲသူပြတဲ့နည်းကသမ္မာယရောကမ္မနဲ့ဒီနှောက်ရနေတော့ကြောင်းဘုရားကမဟာဗလာတော်ဆိုရင်ဩဃာတအမိနဲ့သမဏတို့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 ကြောင်းပါတာတတ္တမိနဲ့တို့တို့ကောင်းမှုပါသာဝရတော်အာရလူမာခိရေဓမ္မာယမိသူမှာတို့ဒီကြယောဂဝိပါသတ္တရဏဗန္နသတ္တရဏဗန္နသတ္တရဏဗန္နသတ္တဘုရားဘုရားဝနာနောက်တစ်ခုကျမှနမောယခရိကမိစ္ဆာနမောယဘုရားမိစ္ဆာနမောယခရိယာသတ္တရဏဗန္နတို့ဒီကဟောနေပြီနမောတရဝတ္တနမောတရတိုင်းနဲ့ရှင်းနေနဲ့ဟုတ်လားဒီလိုတို့ဒီတတ်မယ်တဲ့ဟုတ်လားအဲ့တော့ဒီလိုတို့အဲ့ညာရေးထားလိုက်ပေါ့ဒီလိုတို့ရေးထားလိုက်ဘာလို့ဒီလိုထပ်ပြီးလုပ်ရအောင်ဆိုကြတယ်ရေးလိုက်ပေါ့ဤပုတ်ချင်းဟုတ်လားဤပုတ်ချင်းနဲ့နော်သတုတ်ကြီးတက်၍ဟုတ်လားဤပုတ်ချင်းသတုတ်ကြီးတက်၍ဒီတော့ရှင်းနေလားသတုတ်ကြီးတက်၍အာဟုပေးတော်လဲဟုတ်လားဒီတော့ရှင်းဟုတ်လားသတုတ်ကြီးတက်၍အာဟုပေးတော်လဲတဲ့နော်ကရိယာ၌မသက်ရ၍တမ္ပရမမီလို့ပြောတာလေဟုတ်လားကရိယာ၌မသက်ရ၍တမ္ပရမမီတမ္ပရမီတော့ရှိတော့နဲ့လုံမရလို့ဒီလိုကလောက်ရတာဒီရတာအဲ့တော့ဒီတော့ရှင်းသတုတ်ကြီးတက်၍အာဟုပေးတော်လဲတဲ့ကရိယာ၌မသက်ရ၍တမ္ပရမမီတဲ့နော်အဲ့တော့ဒီတော့ကနမောသားတဲ့ပုဂ္ဂိုလ်နဲ့ရှင်းနေရင်တဲ့ဟုတ်လားအာဒီနဲ့သုတိကာရဏယူလိုက်မယ်ဟုတ်လားအာဒီနဲ့သုတိရဲ့ကာရဏယူမယ်ဟုတ်လားဒီလိုမှတ်ပေါ့အဲ့တော့ဒီလိုတော့နမောနဲ့ရှင်းဟုတ်လားအာဒီနဲ့ယူတဲ့သုတိကာရဏနဲ့ရှင်းဟုတ်လားသတုတိတတ်မယ်အဲ့တော့နမောတို့သုတိလိုကာရဏဆိုတာတရိယာမဟုတ်ဘူးနိပတ်တွေရိုးရိုးပြည့်နေမှုတည်သူကဒါကြောင့်သူ့မှာသွားသက်တာတရိယာမသက်တဲ့အတွက်တမန်မဟုတ်တော့ဘူးတမန်ဆိုတာတရိယာနဲ့သက်ရမယ်ဒီလိုပါတာဟုတ်ဒါကြောင့်သူတို့တို့သက်တာလေအားလို့ပြေးတာလေတမန်မဟုတ်ဘူးလို့မှတ်ရမယ်ဒါကြောင့်မဟုတ်တဲ့အတွက်စိတ်တုံးနဲ့တက်နေရလို့ဒီတော့ကိုတရားရတယ်ဒီလိုမှတ်ပေါ့ဒါကြောင့်ဒီလိုတော့ကိုယ်တည်းကတွေ့ခဲ့တဲ့သွားတဲ့တန်အယတ္တမှာမောက်လာတဲ့တာဒီထက်ထည့်ရမယ်ဟုတ်လားတရိယာလည်းမပါတဲ့အတွက်သွားတဲ့တန်မှာပဲစက်နေရတဲ့အတွက်အယတ္တမှာမောက်လာတဲ့တာဟာနမောယခရိကမိတာမှာအာဒီနဲ့တက်ရမယ်လို့မှတ်တာဆိုကြမှာအယတ္တမှာမောက်လာတဲ့တာ၌သွားတဲ့တန်နဲ့ရှင်တို့ကြောင့်နမောယခရိကမိတာတို့၌အာဟုတ္တရာဖြင့်လူကြီးတောင်းတတ်တယ်အဲ့တော့တွေ့တဲ့ပုံစံလေးပြောလိုက်အောင်မယ်တခုအဲ့ဒါပြောပြီးတော့ကျန်စို့နိဂရာဇနမောတရက်ထုဟုတ်လားအပိကိဉ္စီလည်းဘာမသိတဲ့ဟုတ်လားဘယ်ချက်ပါလို့ဆိုရင်ဟုတ်လားနိဂရာဇနမောတရက်ထုနမောတေအထုတေဖြင့်အာအဲ့တော့တေအထုလေနိဂရာဇသာလုတ္တနေရှင်နေနေတေဖြင့်အာနမောရှိခိုးခြင်းသည်ဟောဒီအစ်အားနမောရှိခိုးခြင်းသည်တဲ့ဆရာတော်အဲ့ဒါမျိုးကိုနှစ်မျိုးပြန်ထားတယ်လို့ဒီအစ်အားနမောရှိခိုးခြင်းသည်နမောမှာသက်အဲ့လိုဆိုဒီလိုနဲ့ဆိုင်နေရတယ်ဟုတ်လားအဲ့လိုမျိုးပဲနဲ့ပြီးတော့ဒီကိုအရင်သေးတာ
တေဟောနမောအရင်ပေးတာပေါ့နမောရှိဖို့ချင်းသည်ဟုတ်လားတေတင့်အားအထုဖြစ်စေတည်းဟုတ်လားအဲ့လိုဆိုရင်တေလေးကအထုမှတက်တာနှမျိုးတက်လို့ရအဲ့တော့နမောမှဆိုင်ဒီလိုနဲ့ဆိုင်လေတဲ့ဟုတ်လားအထုမှစက်ရင်ကြတော့ဟုတ်လားသီလာရတုံးနဲ့အာရိဒသမဏနဲ့ဖြစ်သွားတယ်ဟုတ်လားဒီလိုမှတ်တာဒီမှာနှမျိုးလို့ရတယ်ဆိုကြမှာတေတင့်အားနမောရှိဖို့ချင်းသည်ဤသို့ပေးနေရင်နမော၌သက်ရသောကြောင့်နမောနှင့်ရှင်သောကြောင့်နမောခိုင်သပိသတုတ်ခြင်းတုတ်ဒီသာဝိပ္ပတ္တတို့တမနာမဟုတ်ဆိုတော့ဝိသတိယထဘာလို့ပြင်မှာလို့ဆိုတော့နမောယောဂအနတ်မောဟာလားဘာမလို့ဆိုရင်နမောယောဂအနတ်လေတမနာမဟုတ်ပါဘူးလို့ပြောထားတော့တမနာပြောတော့မလို့နဲ့လေဟုတ်လားနမောယောဂအနတ်တဟနဲ့ရှင်တော့တဟယောဂနဲ့ရှင်ရတယ်လို့ပဲနမောနဲ့ရှင်တို့တတ်ထားတဲ့တုတ်ဒီဝိပ္ပရဲ့အနတ်ကိုနမောယောဂအနတ်လို့ဖြစ်ဒါနမောမှာဆက်ရင်နော်အထုမှာတက်ကြအဲ့လိုမဟုတ်ဘူးနမောအရင်မလိုက်နမောဒီကိုချင်းသည်တေတင့်အားအထုဖြစ်စေတည်းတဲ့ဒီတိုင်းပြောရင်ဒီရှိသေးတယ်တဲ့ဆရာတော်ကဆိုကြလိုက်နမောဒီကိုချင်းသည်တေတင့်အားအထုဖြစ်စေတည်းဒီတို့ပေးလျင်တောင်းတခြင်းအနဟောအထုပရိယာနှင့်တက်ရသောကြောင့်အာရိဒနာနမရံအမိမဲသမဏတို့ဒီတုတ်ခြင်းတို့ဒီသာဝိပ္ပတ္တဆရာတော်အဲ့လိုလုပ်ထားတယ်နှမျိုးကြံလာတယ်သူကနှစ်ခွဟောလားအဲ့တော့မိဂရကနမောတရတုမှာတရတုပဲရှိဖို့ရဲ့ဟုတ်လားဝိပတ္တိဝိသိဟုတ်လားနှစ်မျိုးလုံးပဲရပါစေအဲ့ဒါတက်ဖို့အားလေးကိုဆိုတာဘုရားမတေ၌နမောနှင့်သက်ရသောကြောင့်နမောကဒီကပိစတုတ်ခြင်းနမောယောကအနတ်၌အတုတ်ဒီတတ်တဲ့အဲ့တော့ဒီသုံးနဲ့တတ်မဲ့ဝိပဿနာဝိပဿနာတမန်မမဲ့ရဘူးလို့မှတ်ထားမတမန်မမဲ့ရဘူးလို့တော့ဆရာတော်ဝိနန္ဒတရားရေးထားတယ်ဟုတ်လားတမန်မဲ့ရမလို့ဘူးတဲ့တမန်မမဲ့ရဘူးတဲ့မဲ့ရင်ဒီသုံးမလို့တော့ရှိသုံးနဲ့တက်လို့ရတယ်အဲ့တော့ဒီသုံးနဲ့ရုပ်တဲ့ပုတ်ဒီပုံတိုင်းပုံတိုင်းဟာတမန်မမဲ့ရဘူးလို့မှတ်ထားတနည်းအားဖြင့်လို့တေသိရင်အထုဖြစ်ပါလေတည်းဆိုရင်တော့အထုမှာတက်တော့ကြောင့်အာဒီတထနံပါတ်လေဟုတ်လားဒီသုံးနဲ့တက်လို့ရသွားပြီဘုရားမတဏှိကတေ၌အထုနှင့်သက်ရသောကြောင့်သီလာကတုတ်ခြင်းအာရိယဓမ္မရံအနိမဲဓမ္မရံတုတ်ဒီတုတ်ခြင်းဓမ္မရံအနတ်၌တုတ်ဒီသာဝိပ္ပတ္တဒီကောင်လေးတော့မှရှင်းပါကြနော်ပါနေရဆိုတော့အဲ့တော့တူကိုဟုတ်လားတူမလိန်ဒီဟုတ်လားဒီကိုတူမလိန်ဒီပြီးကြမှာနမောခိုင်သပိစတုတ်ခြင်းဟုတ်လားနမောခိုင်သပိစတုတ်ခြင်းဟုတ်လားနမောနဲ့ရှင်တော့ကြောင့်ဟုတ်လားနမောခိုင်သပိစတုတ်ခြင်းနမောနဲ့ရှင်ရ၌ဟုတ်လားသူတို့ဒီကိုသာဝိပ္ပတ္တလို့ပဲလိုက်ပါတော့တမန်မရဘူးနော်ဟုတ်လားနမောခိုင်သပိစတုတ်ခြင်းနမောနဲ့ရှင်ရ၌သူတို့ဒီကိုသာဝိပ္ပတ္တပြီးကြမှာဒီလိုသာဝိပ္ပနိတကွာတို့တင်ဘောတော့နဲ့ဟုတ်လားသာဝိပ္ပနိတကွာသူမတရာကိုဒေပြုဟုတ်လားဒေကြည့်အဲ့ဒါတေသိကနမောရှိဖို့ချင်းသည်လို့နမောအရင်ပေးတဲ့နည်းနမောနောက်မှပေးတဲ့နည်းဆိုရင်မှတေကိုတုမလိန်ဒီနမောကဏိတပိစတုတ်ခြင်းနမောနှင့်ရှင်ရ၌ဒီလိုမျိုးကိုသာဝိပ္ပတ္တသာဝိပ္ပနှင့်တကွာဥမတရာကိုတေပြုတေကြည့်ဆိုရင်မှတေကိုတုမလိန်ဒီနမောဘာဒုပိသာနမောနှင့်ရှင်ရ၌သောဝိပ္ပတ္တသောဇန်နှင့်တကွာဥမတရာကိုတေပြုတနည်းအားဖြင့်တေသိအားနမောဒီကိုချင်းဒီတေသိအားအတုဖြစ်ပါရသည်အဲ့လိုဆိုနမောကအရင်ပေးတာဆိုတော့တေနဲ့ဆက်ကြမလို့တော့ဘူးနမောဒီကိုချင်းဒီတေသိအားဆိုဟုတ်သွားမှာအတုမှသွားမှာသူကအတုဖြစ်ပါရသည်အတုဆိုတာလေသူတောင်းတာပဲလေဖြစ်ပါရသည်ဆိုတောင်းတာပဲအဲကြောင့်အတုနဲ့တက်တဲ့အတွက်ဥရတော်တပည့်တို့အာဒီတထနမနာမဲတဲ့ပြန်နော်ဒါကြောင့်သီလာတုနဲ့နမနာမှဲ့ပြီးတော့ဒီတုနဲ့တက်ရုံပဲအဲကြောင့်ဒီဘုဒ္ဓမလိန်ဒီအောက်ရနေပြီးတော့ကြောင့်လားသီလာကတုတ်ဖြင့်အာဒီတထနမနာအမိနဲ့နမနုတိတုဖြင့်နမနာနဲ့၌တို့ဒီဘုံသာဝိပ္ပတ္တဟုတ်လားသာဝိပ္ပနဲ့ဗုဒ္ဓမလာကိုတေပြုတေပြီးဤဆိုရတဲ့နည်းကဒီဘုဒ္ဓမလိန်ဒီအောက်ရနေပြီးတော့ကြောင့်သီလာကတုတ်ဖြင့်အာယုဒနမနာနမနာနိရောဓလောကေနမနာနတို့ရေဘောသာဝိပ္ပတ္တသာဝိပ္ပနိတကွာဥမတရာကိုဒီလေအဲ့တော့သူတို့ဒီဘက်က
ဘက်ကမှတက်တဲ့တုတ်တယ်မဲ့တဲ့တုတ်ကပို့ပြီးတော့ရေးကြီးနေတယ်ဟုတ်လားဒီလိုလေးမျိုးရှိတယ်ဆိုတာလည်းသိပဲသေးလို့မျိုးရှိနေတာလေဒါလေးဆိုပြီးတော့ရတော့ဆိုလိုက်တန်းပြမြင်ပြဝန္တတမဲ့ကြတံပရံဒုံဘုဇံ